ဒေါ်ဆတ်စုကြည်ကပြောတယ်ကျမဖေဖေနဲ့ပတ်သက်ပြီးကျမဖေဖေအကြောင်းကိုပြန်စဉ်းစားတိုင်းငါအဖေကိုဂလုံးဦးစောလောက်ကြံလေခြင်းလို့ကျမခေါင်းထဲမှာတစ်ခါမှမထားခဲ့ဘူးနိုင်ငံရေးဆိုတာဒီလိုပဲဖြစ်တတ်ပါတယ်လေအဲ့ဒီလိုခေါင်းဆောင်ရှင်အဲ့ဒီလိုနှလုံးသားဒေါ်ဆတ်စုကြည်ကမိခင်ဘက်ကလာတဲ့နှလုံးသားဖြစ်ပါတယ်ဒါဟာသူ့ရဲ့မိဘနှစ်ပါးအကြောင်းကိုကျမကဒေါ်ဆတ်စုကြည်ရဲ့နော်ဒီကနေ့မိဘပေါ်ယေရှုအောက်မေ့တဲ့နေ့မှာမိဘနှစ်ပါးရဲ့အကြောင်းကိုကျွန်မပထမဦးစွာပြောရခြင်းဖြစ်ပါတယ်နော်ဒေါ်ဆန်းစုကြည်ဆိုတာနော်ကဘာကျော်ပုဂ္ဂိုလ်တိုင်းပြည်ကအင်မတန်ချစ်တဲ့ပုဂ္ဂိုလ်ပြီးတော့သူကတိုင်းပြည်ရဲ့အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းသမီးကျွန်မကဂလုံးဦးစောရဲ့မိလေကျမတို့ဂလုံးဦးစောမိတွေဖြစ်တဲ့ကျမတို့ဟာငငယ်လေးကနေကျမတို့လူတော်မတိုးခဲ့ဘူးကြောက်မှနေတယ်ဆိုလို့ရှိရင်အတန်းထဲမှာအပေါက်ကနေလာကြည့်ကြတယ်အဲ့ဒါဘောကွာဂလုံးဦးစောမိဆိုတာကျမတို့မှာအမြဲတမ်းခေါင်းငုံပြီးနေခဲ့ရတယ်အာဇာနည်နေ့များရောက်ခံနီးပြီဆိုလို့ရှိရင်ကျမတို့ကြောက်မသွားတော့ဘူးဘာဖြစ်လို့လဲကျမတို့အများရဲ့အချစ်တွေကိုကျမတို့မခံနိုင်လို့ကလေးတဘာဝရံဖြစ်ကြပြီဆိုလို့ရှိရင်ကျမတို့အမြဲတမ်းအရှုံးပေးရပါတယ်နော်အရှုံးပေးရပါတယ်ဘာဖြစ်လို့လဲကျမတို့အရှုံးပေးလိုက်မှအေးတာရှက်အရှုံးမပေးလိုက်ရင်နင်းတို့ကလုံးဦးစောမိတယ်ကျမတို့ဒီလိုပြောခံရနော်အရှုံးပေးလိုက်ရတယ်အရှုံးပေးပြီးတဲ့နောက်တောင်မှလေဒီမိသားစုသူတို့အပြစ်တော့သူတို့တည်သားပဲဆိုတဲ့ပုံနဲ့ကျမတို့မှအင်မတန်လူတော်မတိုးဘဝနဲ့နေခဲ့ရတယ်အဲ့ဒီလိုဖြည့်တယ်နော်အဲ့လိုဖြည့်တဲ့အခါအဲ့ဒီဆောင်းပါးကိုဒေါအောင်ဆန်းစုကြည်ကဖတ်ရတဲ့အခါမှာဒေါအောင်ဆန်းစုကြည်ကပြောတယ်ဒါကလေးတွေလည်းမဆိုင်ပါဘူးရှင်သူတို့အဘကလည်းနော်သူတို့ဖိုးကလည်းအဲ့ဒီခေတ်ကဥပဒေနဲ့အညီသူ့အပြစ်ကိုသူခံယူသွားပြီပဲပြီးတော့ကျမဖေဖေနဲ့ပတ်သက်ပြီးကျမဖေဖေအကြောင်းကိုပြန်စဉ်းစားတိုင်းငါအဖေကိုဂလုံးဦးစောလောက်ကြံလေခြင်းလို့ကျမခေါင်းထဲမှာတစ်ခါမှမထားခဲ့ဘူးနိုင်ငံရေးဆိုတာဒီလိုပဲဖြစ်တတ်ပါတယ်လေအဲ့ဒီလိုခေါင်းဆောင်ရှင်အဲ့ဒီလိုနှလုံးသားဒေါ်ဆန်းစုကြည်ကမိခင်ဘက်ကလာတဲ့နှလုံးသားဖြစ်ပါတယ်ဒါဟာသူ့ရဲ့မိဘနှစ်ပါးအကြောင်းကိုကျမကဒေါ်ဆန်းစုကြည်ရဲ့နော်ဒီကနေ့မိဘပေါ်ယေရှုအောက်မေ့တဲ့နေ့မှာမိဘနှစ်ပါးရဲ့အကြောင်းကိုကျွန်မပထမဦးစွာပြောရခြင်းဖြစ်ပါတယ်နော်ကျွန်မတို့ရဲ့ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ဆိုတာချစ်ခင်သူတွေအားလုံးကအမေစုလို့ခေါ်တာရှင့်မချစ်မခင်တဲ့လူတွေကတော့မခေါ်နိုင်ဘူးပေါ့နော်ကျွန်တော်တို့ချစ်ခင်သူတွေကတော့အမေစုလို့တိုင်းပြည်လုံးကခေါ်တယ်အသက်ကြီးတဲ့80 90တွေကလည်းအမေစုတယ်ရှင့်နော်ကျွန်မအဲ့ဒါတက်တည်နဲ့ပြောနိုင်တယ်ဘာလဲဆိုရင်ကျွန်မတို့တရဦးကဆရာကြီးကိုလေးအင်းဝါကိုကြီး80နဲ့2နှစ်ရှိပြီအမေစုတယ်သူကအမေစုကအခု84နှစ်ပေါ့ထားတော့ချစ်ခင်သူတွေအလုံးကအမေစုလို့ခေါ်တယ်အခုဆိုရင်ဒေါအောင်ဆန်းစုကြည်ကိုပြည်တော်စုမိခင်နော်ကေမွန်တကြထားပါတော့အဲ့ဒီဒေါအောင်ဆန်းစုကြည်ဟာကျွန်တော်တို့အင်မတန်လေးစားကြည်ညိုရတဲ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဆိုတဲ့တန်ရောစင်လေးကိုကျွန်တော်တို့ခဏဖယ်ထားလိုက်ရအောင်အဲ့ဒီလိုပါပဲကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဆိုတဲ့ဘုံဘုံကြီးကိုလည်းကျွန်တော်တို့ခဏဖယ်ထားလိုက်ရအောင်မိမသားတံမဲ့နဲ့15နှစ်လုံးအကျယ်ကျုံနဲ့နေခဲ့ရရှာလေခြင်းဆိုတဲ့ဂယုဏစိတ်တွေကိုလည်းကျွန်တော်တို့ခဏလောက်ကျွန်တော်တို့နှလုံးသားထဲကထုတ်ထားလိုက်ရအောင်ဒေါ်ဆန်းစုကြည်ကိုတာမန်အမျိုးသမီးတယောက်အနေနဲ့ကျွန်တော်တို့ခံစားပြီးတော့နော်ကျွန်တော်တို့ခံစားပြီးမြင်ကြည့်ရအောင်နော်ဒေါ်ဆန်းစုကြည်ကိုဒေါ်ဆန်းစုကြည်လိုပဲကျွန်တော်တို့မြင်ကြည့်ရအောင်ပါကျွန်တော်တို့နိုင်ငံရဲ့သမိုင်းနော်ကျွန်တော်တို့နိုင်ငံသမိုင်းကိုပြောပြီးဆိုရင်ကျွန်တော်ကလေဒီဥက္ကလာရဲ့ရာဇဝင်တို့မှန်တမ်းရာဇဝင်တို့စသဖြင့်ကျွန်မသမိုင်းနေနော်ကျွန်မစိတ်ဝင်စားပါတယ်ဖတ်တဲ့အခါတိုင်းနော်စနစ်တစ်ခုတစ်ခုကိုကူးပြောင်းလေတိုင်းဘယင်တစ်ပါးကနေတစ်ပါးကိုကူးပြောင်းလေတိုင်းမင်းတစ်ပါးကတစ်ပါးကိုပြောင်းလေတိုင်းကျွန်တော်တို့တိုင်ပြီးဘယ်တော့မှရှော့ရှုမရှိခဲ့ဘူးရှင်နော်အလုံးသွေးနဲ့လမ်းခင်းခဲ့ရတာကြီးပဲနော်စနစ်တစ်ခုကိုပြောင်းနိုင်ဘယင်တစ်ပါးကနေတစ်ပါးကိုပြောင်းနိုင်ပေးဆက်ခဲ့ရတာပြည်သူလူထုရဲ့အသက်တွေပါပဲပကံခေတ်ကိုကြည့်မလားအင်းဝခေတ်ကြည့်မလားတောင်ငူခေတ်ကြည့်မလားကျမတို့မဝေးလာသေးတဲ့ကုန်းမောင်ခေတ်ကိုကြည့်မလားပြည်သူတွေအသက်ကိုကျမတို့ပေးခဲ့ပြီးမှခေတ်တစ်ခေတ်ကိုပြောင်းခဲ့ရတာကြီးပဲကျမတို့ကနော်ဒီကိုမင်းလုပ်ချင်လို့နော်ဟိုဖခင်ခမဲတော်ကိုသားတော်ကတတ်ပြီးနန်းတက်နောင်တော်ကိုညီတော်ကတတ်ပြီးနန်းတက်ခဲ့တမိုင်းလေးကိုလှမ်းကြည့်ရင်သွေးညီနှံ့နေထောင်းထနေကျမတို့နိုင်ငံတမိုင်းမလှနော်တမိုင်းမလှခဲ့ဘူးကျမတို့ကတစ်ခါတလေကျန်းဖန်ဂုံယူကြတာပဲရှိထားတော့မဝေးလာသေးတဲ့ကုန်းမောင်ခေတ်ကိုကြည့်ကျမတို့နောက်ဆုံးမင်းဆက်ရာစုနှစ်တစုပဲရှိသေးတယ်ကျမတို့ကဘာကြီးနဲ့
ကဘာရဲ့တတန်းနဲ့ရှင်နည်းနည်းလေးပဲရှိသေးတယ်လက်တကားပဲရှိသေးတယ်ကုန်းမောင်ခေရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့တီဘောမင်းနော်တီဘောမင်းနတ်တက်ဖို့ရေးများအင်မတန်အဖို့တန်တဲ့မင်းကြီးမင်းသားတွေ30ကျော်ရဲ့အသက်ကိုစရေးခဲ့ရတာအလုံးသိနော်အလုံးအသိပါ30မင်းသားကြီးတို့မက္ခရာမင်းသားကြီးတို့အင်မတန်တိုင်းပြည်အတွက်လှုပ်ဆောင်နိုင်တဲ့အင်မတန်အရေးချင်းရှိတဲ့မင်းသားတွေကျမတို့ပေးဆက်ခဲ့ရထားတော့ကျမတို့အခုဒီမိုကရေစီခေတ်ကိုကူပြောင်းခဲ့ကြအလုံး88ဒီထဲမှာဖြတ်တန်းခဲ့ရတဲ့လူတွေသိတယ်ကျမအခုတွေးကြည့်ကျမအခုချက်သိမ်းထားနော်အမလီမာရှယ်လော4နာရီထုတ်လိုက်တော့ကျမနေအောင်ဟိုတတိယအောက်မေ့လွမ်းဆွဆွာနဲ့ပြောရအောင်ကျမကဒီမန္တလေးမှာခေါ်ဝင်ရဲ့အောက်ဘက်ကလေနော်ခေါ်ဝင်ရဲ့အောက်ဘက်ဆိုကျမတို့မြစ်စိန်နားမှာကျမကနေတာရှင်နေတော့ကျမနဲ့ကျမအမေကမျက်နေကြီးနော်ဟိုမြစ်စိန်ကိုသွားပြီးတော့ရေချိုးရင်အဝတ်လျှော်ကြအဲ့ဒီမှာကျမတို့ရေချိုးတဲ့ဒီရေစိတ်အိမ်ကအပေါ်ထက်ကရေဒီယိုတွေကစစ်ချီသချင်းတွေလွှင့်နော်စစ်ချီသချင်းတွေလွှင့်တာဟိုဘာမှနားမလည်ခဲ့ကြတာပြောတာပါတိုက်သိပြီးသားစစ်ချီသချင်းတွေလွှင့်ပြီးစစ်တပ်ကအာဏာသိမ်းတာတဲ့စစ်တပ်ကအာဏာသိမ်းတာဘာမှမသိဘူးအရေးခင်းကာလာကြီးမှာကြီးလန့်စားသားနေခဲ့ရတာတော့ဟုတ်တယ်စားစရာမရှိဘူးဆန်နေနော်အမလေးဆန်1000မို့3ပြီဖြစ်သွားတာကိုတုံ့လောက်6ချသွားတာကျမတို့တိုင်းပြီနော်တုံ့လောက်6ချသွားတာဆန်စားစရာမရှိလို့ဂျုံနေပြောင်းနေကိုကြိုးစားခဲ့ရဆန်ပြုတ်တောက်ခဲ့ရအဲ့88အရေးခင်းကာလာကြီးမှာဟာစစ်တပ်မတော်ကစစ်တပ်ကအာဏာသိမ်းလိုက်ပြီး4နာရီတည်းအခုစစ်ပြစ်ကုန်ကြပြီခတ်ကုန်ကြပြီဆိုတော့ကျမတို့မှအဝတ်တွေမလျှော်အောင်နော်ဇလုံကြီးလည်းပြန်ထည့်ပြီးတော့ကျမတို့တာမိအိမ်ပြန်ပြေးလာတကယ်လဲ4နာရီကြတော့လမ်းတိုင်းမှာနော်စစ်သားတွေအကုန်လုံးနော်စစ်ကားကြီးတွေနဲ့ရောက်လာပြီးတော့ရောင်းလှည့်ကြအဲ့ဒီမှာကျမအမေကဘာပြောတယ်လဲဆိုငါနေခင်သားကငပိချက်လာယူလဲဆိုတော့စိုးကသွားမယူလိုက်ရဘူး4နာရီရှေ့မှာလဲစစ်သားတွေကလမ်းနေရှောင်တာငပိချက်လေးနဲ့ညနေကိုငါအိမ်ကပဲသမီးလေးနဲ့စားမယ်လို့စိတ်ကူးထားတာအိုးသူတို့နိုင်ငံရေးတွေဘာတွေငါနားမလဲပါဘူးငါပြစ်တက်လို့မှသေငါပိချက်တော့သွားယူမယ်ဆိုကျမအမေကမျက်စောင်းတို့အိမ်ကဒေါခင်သားအိမ်သွားပြီးငပိချက်ယူလာကျမတို့ကမျိုးရိုးကအထက်တန်းစားတွေမကြောက်ဘူးအဲ့ဒီလိုနော်ငပိချက်ခွတ်တော့ကျမတို့ကရအောင်ယူလိုက်သေးတာပဲပေါ့နော်ဒါတော့အဲ့ဒီလိုကျမတို့အရေးခင်းကြီးကိုရင်ဆိုင်ခဲ့ရတဲ့ကာလထဲမှာဘာလက်နက်မှမရှိတဲ့မိမသားတယောက်ကအဲ့ဒီမငိမ့်ချမ်းတဲ့ကာလကြီးထဲမှာကျမတို့လူရှေ့ကနေ तू ကမရပ်နေခဲ့တာရှင်ရပ်နေခဲ့တာအဲ့ဒီရပ်နေခဲ့တဲ့ပုံတရားတောင်မပြည့်တဲ့အဲ့ဒီအမျိုးသမီးကြီးအဲ့ဒီအဖွားအိုကြီးရဲ့လက်ထဲမှာဘာလက်နက်များကင်ထားခဲ့ပါသလဲနော်ဘာလက်နက်များကင်ထားခဲ့ပါလဲဒေါ်ဆန်းစုကြည်လက်ထဲမှာအတူတစ်ချောင်းတောင်မရှိပါဒေါ်ဆန်းစုကြည်ရဲ့နောက်မှာလည်းရှင်ခေါပဏီတက်ကြီးမရှိပါဘူးရှင်ဒေါ်ဆန်းစုကြည်ရဲ့နောက်မှာလူထုပဲရှိဒေါ်ဆန်းစုကြည်ကင်ဆွဲထားခဲ့တဲ့လက်နက်ဟာလည်းပြည်သူလူထုရဲ့မေတ္တာဒီဟုသောလက်နက်တစ်ချောင်းသားလေးဖြစ်ပါတယ်နော်အဲ့ဒီမေတ္တာလက်နက်နဲ့အဲ့ဒီလူထုရဲ့အင်အားနဲ့ကျမတို့တိုက်ခဲ့ကြတာဒီကနေ့ကျမတို့ဒီမိုကရေစီအစိုးရဆိုပြီးကျမတို့တက်လာခဲ့တယ်ပေါ့နော်တက်လာခဲ့တယ်အဲ့တော့ကျမတို့ပြန်ကြည့်လိုက်လို့ရှိရင်နော်ဘယင်တစ်ပါးကိုပြောင်းဖို့ဖခင်ကိုခမမင်္ဂလာပါဒီကနေ့မုံရွာမြို့မှာကျင်းပတဲ့ကျမတို့ရဲ့နိုင်ငံခေါင်းဆောင်အမေဒေါအောင်ဆန်းစုကြည်ရဲ့84နှစ်ပြည့်မွေးနေ့မင်္ဂလာညမှာကျမနဲ့ကျမကိုဆရာမောင်သားချိုနဲ့နော်မောင်နှမနှစ်ယောက်လာရောက်ပြီးတော့စကားပြောခွင့်ရတဲ့အတွက်ဖိတ်ကြားသူပုဂ္ဂိုလ်များကိုလည်းကျေးဇူးတင်ပါတယ်အခုလိုလာရောက်ပြီးနားထောင်ကြတဲ့ပရိသတ်ကြီးကိုလည်းကျမလေးစားမိပါတယ်မုံရွာမြို့မှာစာပေဟောပြောပွဲကျင်းပမယ်ပေါ့နော်ကျင်းပမယ်ဆိုတော့ကျမမုံရွာပရိသတ်ကိုဒီလောက်များတာကျမတစ်ခါမှမတွေ့ဘူးမုံရွာမြို့ကိုကျမဒါရောဆိုရင်ကျမ9ချိန်6ချိန်လောက်ရှိပါပြီရက်ွက်တေတာကွဲသွားတာပေါ့နော်ဒါပေမဲ့ဒီကနေ့မုံရွာပိတ်သက်ကတော့ကြောက်ခမန်းလိလိပါပဲဒါဘာလို့ပြနေတယ်လဲဆိုရင်ကျမတို့နိုင်ငံရဲ့ခေါင်းဆောင်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုတခဲနဲ့တက်ရောက်ပြီးဂုဏ်ပြုကြတဲ့ပိတ်သက်လို့ကျမဒီလိုပဲမြင်မိပါတယ်ရှင်ဒီလိုပဲခံစားမိပါတယ်ဒီကနေ့မင်္ဂလာပါလို့နှုတ်ဆက်ရတာအရသာအရှိဆုံးပါပဲနော်လူတွေကကိုယ်မွေးနေ့ကိုရောက်လာပြီဆိုလို့ရှိရင်အမြဲတမ်းပဲပထမဆုံးဆင်ញင်မိတာကိုယ့်အသက်ပေါ့နော်ကိုယ့်အသက်ငါအသက်ဘယ်လောက်ရှိပြီ
နောက်တစ်ချက်ကဘာလဲဆိုကိုတန်ဖိုးပို့ပြီးတော့ထားလာတာနော်တန်ဖိုးပို့ပြီးထားလာတယ်ငါဟာဒီသက်ဒီရွယ်ဒီဘာတွေလုပ်ခဲ့ပြီလဲဆိုတာစင်ကျင်ဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ကိုမိဘနှစ်ပါးပေါ့နော်ကိုမိဘနှစ်ပါးကိုအောက်မေ့တတိယကြတယ်ကွယ်လွန်သွားတဲ့မိဘနှစ်ပါးကိုလည်းအောက်မေ့တတိယကြတယ်လို့တနေရာစီတပြေးတရွာစီဝေးနေတဲ့မိဘတွေကိုလည်းအောက်မေ့တတိယကြတယ်ရှင်အဲ့ဒီလိုပဲအနီးနားမှာရှိတဲ့မိဘတွေကိုလည်းပို့ပြီးတော့ချစ်ခင်မြတ်နိုးဖြစ်ကြတယ်ပေါ့နော်ဒီနေ့လိုရမျိုးမှာအမေတော်ဆန်းစုကြည်ဒီလဲသူ့ရဲ့မိဘနှစ်ပါးကိုရင်းနဲ့အသေးသေးနှလုံးထဲကနေပြီးတော့အောက်မေ့နေလိမ့်မယ်ဆိုတာကျမတို့ကယုံကြည်ပါတယ်နော်မွေးနေ့ဆိုတာကကျမတို့အနောက်တိုင်းနိုင်ငံတွေမှာတော့ကိတ်မုံကြီးကိုချပြီးတော့အလုံးသိတဲ့အတိုင်းပဲဖျောင်းနိုင်လေးတွေထွန်းပြီးတော့အများကဝိုင်းပြီးဆူတောင်းကြ Happy birthday to you ဘာညာအဲ့လိုဆူတောင်းလို့ရှိရင်ကျမကတခါတလေကြည်လာနော်အဲ့လို Happy birthday to you ဆိုပြီးလို့ရှိရင်ဖျောင်းနိုင်လို့ဖူးနဲ့မှုတ်ဟိုလက်ခုပ်တွေတီးပေါ့နော်အမှန်တော့သူတို့နိုင်ငံကကြတော့ဘလို့အယူဆလဲဆိုတော့အဲ့ဒီမွေးနေ့ဖျောင်းနိုင်ကိုထွန်းပြီးတော့ Happy birthday to you ဆိုတာလေးကိုညင်လေးဆိုကြတာရှင်နောက်ဆုံးကြတော့ဖြည်းဖြည်းလေးတွေလေ Happy birthday to you ဆိုပြီးတော့အဲ့ဒီအချိန်မှာမွေးနေ့ရှင်ကသူ့မျက်လုံးကိုစုံပိတ်ပြီးတော့မေးပြီးတော့သူလိုချင်တဲ့ဆန္ဒနော်သူတောင်းရင်တဲ့ဆုကိုတောင်းရတယ် silent wish ခေါ်တာပေါ့နော်တိတ်ဆိတ်ကလေးတောင်းတယ်ကျမဒီနေ့မေတော်ဆန်းစုကြည်ရဲ့ silent wish ကကျမယုံကြည်ပါတယ်တိုင်းပြည်အမြန်ငြိမ်းချမ်းရေးရပါစေလို့ဆုတောင်းနေလိမ့်မယ်ဆိုတာကျမယုံကြည်ပါတယ်နော်အဲ့ဒီလိုဆုတောင်းပြီးတော့မှဖျောင်းနိုင်မိကိုမှုတ်ကြတယ်ကျမတို့ဗမာတွေကတော့ဘုန်းကြီးကျောင်းကိုသွားတယ်ကုသိုလ်ကောင်းမှုတွေလုပ်ကြတယ်နော်တကယ်ချင်းအပေါင်းအသင်းတွေကိုကြွေးကြမွေးကြတယ်ပေါ့နော်ဟိုအနောက်နိုင်ငံတွေဆိုလို့ရှိရင်လည်းဒီလိုပဲရှင် gathering နော်တွဲဆုံပွဲတွေလုပ်ပြီးတော့ဒီကနေ့ကျမတို့မြန်မာနိုင်ငံမှာဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲရတော့အင်မတန်အံ့ဩစရာကောင်းပါတယ်နော်တနိုင်ငံလုံးအမျိုးမျိုးအရွာရွာတွေကျင်းပကြရုံမကဘူးဒီနှစ်မှာထူးထူးခြားခြားတနိုင်ငံလုံးတစ်ပင်တွေစိုက်ကြတာအလုံးအသိပါပဲရှင်နော်တစ်ပင်တွေကိုတောင်းနဲ့ချီပြီးစိုက်တာလူပုဂ္ဂိုလ်တယောက်ရဲ့မွေးနေ့ကိုအကြောင်းပြုပြီးတော့လူလောက်ကြတဲ့ကုသိုလ်ကောင်းမှုတွေမနှဲပါလားကျမဒီလိုလဲဆင်ခြင်မိပါတယ်တော့ဒေါအောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးတနည်းအားဖြင့်ဒီလိုလူတယောက်ရဲ့မွေးနေ့ကိုအခုလိုကျင်းပပေးတာမျိုးကတော့ကျမထင်ပါတယ်မြန်မာနိုင်ငံမှာတော့အမေစုတယောက်ပဲရှိလိမ့်မယ်ထင်ပါတယ်နော်တချို့များမွေးနေ့တောင်မှမကျင်းပရဲဘူးတိတ်ကလေးပုံနေရတဲ့လူတွေရှိတယ်လေနော်အဲ့ဒါကလည်းဒီလိုရှင့်အဲ့ဒီတချို့နိုင်ငံတွေကြတော့တချို့လူများကြတော့လေကိုလူပြေတာရောက်လာတာကိုမွေးနေ့ကိုအမှန်တိုင်းမဖော်ထုတ်ရဲတဲ့လူတွေလည်းရှိတယ်နော်ဆိုကြပါတော့ရှင်ကျမဖတ်ပူးတာပေါ့ဒီမြောက်ကိုရီးယားနိုင်ငံမြောက်ကိုရီးယားဆိုလို့ရှိရင်အလုံးမျက်စိနဲ့မြင်လိုက်မှာဒီအုံမခွက်ကေနဲ့နော်ကင်ဂျုံအွန်းဆိုတဲ့ပုဂ္ဂိုလ်နော်အမလီဘာမှသာမဟုတ်တာတကဘာလုံးကသူ့စောင့်ကြည့်နေရတာနော်သူ့စောင့်ကြည့်နေရတာအမလီအဲ့ဒီကင်ဂျုံအွန်းရဲ့ဖခင်နော်ကင်ဂျုံအီးပေါ့အဲ့ကင်ဂျုံအီးရဲ့ဖခင်ကင်ဂျုံဆမ်နော်အဲ့ဒီမြောက်ကိုရီးယားနိုင်ငံကိုတီထောင်ခဲ့တယ်ဆိုတော့အခုအဲ့ဒီမြောက်လောင်းလေးရဲ့အဖိုးနော်အဲ့ဒီသူ့ရဲ့အဖိုးရဲ့မွေးနေ့ကဇွန်လ10ရက်နေ့ရှင်နော်သူ့ရဲ့အဖေကင်ဂျုံအင်းရဲ့မွေးနေ့ကကြတော့ဒီဇင်ဘာ18ရက်မြောက်ကိုရီးယားနိုင်ငံသူနိုင်ငံသားတွေဟာဒီဇင်ဘာ10ရက်နေ့မွေးတဲ့သူကဒီဇင်ဘာ10ရက်လို့ကိုမွေးနေ့ကိုမခံယူရဘူးမခံယူရဘူးမွေးစင်းသွားပြီးမှတ်ပုံတင်နေဆိုရင်ဒီဇင်ဘာဂျွန်ပေါ့နော်ဂျွန်10ရက်လို့မှတ်ပုံမတင်ရဘူးဂျွန်9ရက်ကိုမွေးနေ့ကိုအမှန်မတင်ရဘူးနောက်ဒီကားဖြစ်သူကပြုံဤရဲ့မွေးနေ့မှာဆိုလေဒီဇင်ဘာ19ဆိုရင်ဒီဇင်ဘာ18လို့မှတ်ပုံတင်ရအဲ့ဒီလိုကိုမွေးနေ့မွေးရတောင်မှအမှန်မယူရတာတွေရှိတယ်ကဘာမှာလဲနော်အမလီအဲ့ဒီဂျွန်10ရက်ဆိုလို့ရှိရင်မြောက်ကိုရီးယား Day of the Sun နေမင်းနေ့သူရိယနေမင်းနေ့ပေါ့နော်ဒီဇင်ဘာ18ရက်ဆို Day of the Shining Star ပေါ့နော်အမလီဒီနေ့ဟို Shining Star တောက်ကျူးကျဲနေ့ပေါ့အဲ့ကိုမွေးနေ့မွေးရတောင်မှမခံယူရတဲ့လူတွေအများကြီးပဲရှိတယ်နော်ကျမဒါကိုပြောတာဒီကနေ့တော့ကျမတို့နိုင်ငံရဲ့ခေါင်းဆောင်လူခေါင်းဆောင်ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ကတော့အမလီတနိုင်ငံလုံးရှိသမျှပုဂ္ဂိုလ်အပေါင်းကနော်ပွဲချီကျင်းပကြတယ်လူပုဂ္ဂိုလ်တယောက်ရဲ့ဒီမွေးနေ့ကိုဘာဖြစ်လို့ဒီလောက်ကြီးကျမတို့ကျင်းပနေကြတာပါလဲနော်အားလုံးပဲသိပါတယ်ချစ်လို့ရှင်အဲ့ဒါပြည်သူမေတ္တာရှင်
နော်လူတွေကထင်လိုက်မယ်ကျမတို့ဒီလိုပွဲတွေလုပ်နေနိုင်ငံရေးလုပ်ကြတယ်ဘာညာထင်လိုက်မဟုတ်ဘူးကျမတို့ကဒီကနေ့ကချစ်ချင်းမြတ်တာကိုပြတယ်နေပါပဲနော်ကျမတို့ချစ်တယ်လေကျမတို့မချစ်တဲ့လူမွေးနေ့ကိုကျမတို့မှတ်တောင်မမှတ်မိနော်တက်လာမှတောင်စိုးသေးတယ်နော်သိဆုံးအဲ့တော့ကျမတို့ကကျင်းပမွေးနေ့ပွဲယူကျမစောကြီးကျမမွေးနေ့မဟုတ်တော့လည်းပဲဒီကနေ့တော့တို့ရဲ့နိုင်ငံခေါင်းဆောင်ကျမတို့ချစ်တဲ့အမေစုရဲ့မွေးနေ့ကျမနှလုံးသားနဲ့ခံစားမိတယ်ဘာခံစားမိလဲဆိုတော့စောစောကျမပြောသလိုပဲဒေါန်ဆန်းစုကြည်သည်မနဲ့မိုးလင်းတာနဲ့သူအိယာနိုးတာနဲ့သူ့ရဲ့မိဘနှစ်ပါးကိုပထမဆုံးအောင်းမေ့နေလိမ့်မယ်ဆိုတော့ကျမယုံကြည်ပါတယ်အလုံးသိကြတဲ့အတိုင်းပါပဲကျမတို့ကမေဒေါန်ဆန်းစုကြည်ရဲ့မိဘနှစ်ပါးကိုလည်းအထူးမိတ်ဆက်ဆရာမလိုပါဘူးဘိုးကျော်အောင်ဆန်းနဲ့ဒေါခင်ကြီးเนาะအလုံးအသိပါပဲဘိုးကျော်အောင်ဆန်းအကြောင်းကိုကျမအထူးပြောစရာမလိုဘူးဒီဘက်ခေတ်မှာဆိုလို့ရှိရင်ဘိုးကျော်အောင်ဆန်းအကြောင်းခလေးတွေရောလူကြီးတွေရောအလုံးသိကုန်ဒါပေမဲ့ဟိုတစ်ခေတ်တစ်ခါကဘိုးကျော်အကြောင်းတွေကိုကျမတို့အမောင်ချခံရဘူးတယ်လေဘိုးကျော်အောင်ဆန်းကိုတိလိုက်မှစိုးလို့ဘယ်လောက်ထိအောင်လဲဆိုရင်ကျမကကျောင်းဆရာမ18နှစ်တာဝန်ထမ်းဆောင်မှုတဲ့ရှင်ကျမတိုက်ဆိုင်ပဲကျမ၄တန်းကိုနော်စရုပ်ထာကတန်းကိုကိုင်တဲ့နှစ်ကအဲ့ဒီစရုပ်ထာတန်းမြန်မာဖတ်စာထဲမှာဒီဘိုးကျော်အောင်ဆန်းရဲ့ကြပြလေးပါတယ်ဖေဖော်ဝါရီ23မှာဘိုးကျော်မွေးနေ့ပါ1915ရှစ်နှစ်ဥဖာသားဆိုတဲ့အဲ့ဒီကြပြလေးပါတယ်ရှင်အဲ့ဒီနှစ်ကတိုက်ဆိုင်ပဲအဲ့ဒီကြပြလေးဖြုတ်ပစ်လိုက်နော်ပညာရေးဌာနမတင်ရပေါ့ဒီကြပြတွေကိုတယုံညွန့်တာကနေဖြုတ်ပါတယ်ဆိုပြီးအမျိုးသားနေတို့အဲ့ဒီဘိုးကျော်အောင်ဆန်းကြပြတို့ဖြုတ်တယ်ကျမက၄တန်းတင်ဟုတ်ပြီစီဝဲမှာကျမတို့ခေါ်ပြောတယ်နော်၄တန်းကဘာတွေဖြုတ်ပါတယ်၃တန်းကဘာတွေဖြုတ်ပါတယ်အော်တော်တော်များများဖြုတ်ပစ်လိုက်တာအဲ့ဒီနှစ်ကကျမမှတ်မိတယ်1992ခုနှစ်လားမသိဘူးနော်အဲ့တော့ဖြုတ်ပစ်လိုက်တော့ဒီကြပြလေးကပါသွားတယ်ရှင်ကျမကိုယ်တွေ့ကိုပြောပြတာပါအဲ့ဒီ၄တန်းမှာကျမအဲ့ဒီမြန်မာစာလေးကိုတင်းသွားရင်နဲ့ဘိုးကျော်အောင်ဆန်းကြပြကိုရောက်လာဘိုးကျော်အောင်ဆန်းကြပြကိုရောက်လာတော့ကျမကအဲ့ဘိုးကျော်အောင်ဆန်းကြပြကိုတယုံညွန့်ကထုတ်ပစ်ထားတာဆိုတော့ကျမကြော်ချရတော့ဒါပေမဲ့ကျမတို့ကဟိုးငယ်ဘဝကလေးကကျမတို့မူလာတန်းကလေးကကျမတို့ဆရာကြီးများကအတဲနှလုံးထဲကိုထည့်ပေးလိုက်တဲ့ဘိုးကျော်အောင်ဆန်းကျမတို့ဆရာကြီးကဘိုးကျော်အောင်ဆန်းကိုနိုင်ငံရေးလုပ်တဲ့နိုင်ငံရေးပြည်သူ့ကာကြီးမျိုးသားခေါင်းဆောင်ကြီးအနေနဲ့ထည့်ပေးလိုက်တာမဟုတ်ဘူးရှင်ဘိုးကျော်အောင်ဆန်းဆိုတာမင်းတို့ရဲ့ဘာကြီးမင်းတို့နဲ့အမျိုးတော်တယ်ဆိုတဲ့အဲ့ဒီလိုမျိုးကိုယ့်ရဲ့ဆွေမျိုးတယောက်လိုနှလုံးသားထဲကိုထည့်ပေးလိုက်တဲ့ဘိုးကျော်အောင်ဆန်းကိုကျမကကြောမပြည့်ရဲ့နော်အဲ့တော့ကဲသူတို့ဖြုတ်တာပေါ့ခလေးတွေတိအောင်တော့ငါသိမဲဆိုပြီးတော့ကျမကအဲ့ဒီမနေ့ကနော်မြန်မာစာဆိုတာကျမတို့ပထမဦးဆုံးချိန်မှာတင်အဲ့ဒီနေ့မနေ့ကကျမကမြန်မာစာမှာအဲ့ဒီဘိုးကျော်ဆန်းကြပြလေးကိုကျမတင်တယ်၄တန်းဆိုတော့ကျမတို့ကျောင်းလေးက2ထပ်အခုမန္တလေးမြို့35လမ်းနော်35လမ်းကအမက22ကျောင်းမှာကျမကအပေါ်တက်မှာကျမက၄တန်းဆိုတော့အပေါ်တက်မှာကျမအောက်တဲ့ရုံခန်းရှင်ရုံခန်းမှာကျောင်းအုပ်ဆရာကြီးကထိုင်တာပေါ့နော်ကျမကအဲ့ဒီကြပြလေးတင်တယ်ဖေဖော်ဝါရီ23မှာဘိုးချုပ်မွေးနေ့ပါကျမကလေးတွေကိုတင်တယ်ကလေးတွေကလည်းလိုက်ဆိုကြတယ်ပြီးတော့ကျမကရှင်းပြမယ်အဲ့ဒီအချိန်မှာပဲဆရာကြီးကအောက်ထပ်ကနေတက်လာတိုက်ဖို့အင်ကြီးကိုတခါလဲနော်တရောတော့ဘာနဲ့ဝစ်ပြီးတော့ဆရာကြီးကအပေါ်တက်လာပြီဆရာမအဲ့ဒီကြပြကတင်ယူညွန့်တာဖြုတ်ထားတာလေးဆရာမဟုတ်ကဲ့ဆရာကြီးကျမသိတယ်မတင်ရဘူးလေဆရာမမတင်နဲ့မဟုတ်ဘူးဆရာကြီးကျမကဆရာကြီးတို့ဖြုတ်တာပဲဒါပေမဲ့ဒီကြပြလေးကိုကလေးတွေသိစေချင်လို့တင်တာပါဆရာကြီးတို့မေးခွန်းနဲ့ထဲ့မမေးလေရပါတယ်မဟုတ်ဘူးဆရာမတင်းကိုမတင်ပါနဲ့ဗျာဥပဒေကဒီလိုဖြုတ်တယ်ဆိုရင်ဆရာမကျောင်းဆရာမတယောက်အနေနဲ့လိုက်နာပါဒါနဲ့ကျမကပြောလိုက်တယ်နော်ဆရာကြီးမတင်နဲ့ဆိုတာတော့ကျမလက်မခံနိုင်ဘူးကျမသိမယ်ဘာဖြစ်လို့ဘိုးကျော်ဆန်းကြောင်းကိုကျမတို့မျိုးဆက်တွေသိစေချင်လို့ဆရာကြီးကျမသိမယ်ဆရာကြီးတိုင်ရင်လည်းတိုင်ပါပြင်ရမှုကိုဆရာကြီးတိုင်စာပို့ရင်လည်းပို့ပါကျမသိမယ်ဆိုပြီးတော့ကျမအဲ့လိုအတိုက်ခံလုပ်တယ်လို့တော့ဆရာကြီးကကျမကိုသင်လို့လည်းမပြောဘူးမသင်နဲ့လည်းမပြောဘူးမျက်စိမျက်နှာပြက်နဲ့အောက်ဆင်းသွားအဲ့ဒီကျမစဉ်းစားမိတယ်ဆရာကြီးကမသင်စေချင်ဘူးနော်မသင်စေချင်ဘူးဘာဖြစ်လို့လဲကြောက်တာကိုရှင်ကျောင်းအုပ်ဆရာကြီးတွေကကြောက်တတ်တယ်ရှင်ကျမတို့ကျောင်းအုပ်ဆရာကြီးပြောတာပါကျမတို့ကျောင်းဆရာမတွေကိုလည်းမကြောက်ဘူးများထင်နေလို့လားနော်ကြောက်တယ်ကျမတို့လည်းဒါပေမဲ့ကြောက်တဲ့ကြောက်ထိုက်တာကိုတော့ကြောက်အောင်မပေါ့မကြောက်တဲ့မကြောက်ထိုက်တာကိုကျမမကြောက်ခဲ့ဘူးဆိုတာကိုကျမပြောချင်တာပါအဲ့ဒီတုန်းကဆိုလို့ရှိရင်ဘိုးကျော်အောင်ဆန်းသင်ဖို့မပြောနဲ့နော်ကျမတို့ကျောင်းထဲမှာစကားတောင်တိုးမပြောရတဲ့အဆင့်မှာကျမသင်ခဲ့တယ်ပေါ့နော်
အမလီကျမအခုတော့ထုတ်ပြောရဲပါတယ်နော်ဘာဖြစ်လို့ဆိုတော့အဲ့ဒီဖြုတ်ချတဲ့လူကလည်းဘယ်ရောက်တော့မှမသိလို့နော်ဖြုတ်ချတဲ့လူလည်းမရှိတော့ဘူးဒါပေမဲ့ဘိုးကျော်အောင်ဆန်းကြပြရှိတယ်ရှင်ဘိုးကျော်အောင်ဆန်းဒီဘယ်တော့မှမသိဘူးရှင်သူတို့ဘလောက်ဖြုတ်ချင်နော်အဲ့တော့ဘိုးကျော်အောင်ဆန်းကိုဒီလိုမိန်ချထားခဲ့တော့ကျမတို့လွတ်လပ်ခွင့်လည်းရအောင်တနည်းအားဖြင့်ကျမတို့ဒီမိုကရေစီခေတ်ကိုလည်းရောက်လာအောင်အိုးဘိုးချုပ်အောင်ဆန်းရဲ့အကြောင်းစာအုပ်တွေထုတ်လိုက်တာယာနဲ့ချီလို့နော်ယာနဲ့ချီပြီးထွက်သမျှလဲကျမတို့မှာဝဲလို့မဆုံးဘူးဘာဖြစ်လို့လဲကြည်ညိုလို့ကျမတို့ဝဲပြီးဖတ်ကြထားပါတော့အဲ့တော့ဘိုးချုပ်အောင်ဆန်းအကြောင်းကိုအလုံးသိပြီးသားပဲဒေါ်ဆန်းစုကြည်နော်ကျမတို့ရဲ့အမေစုနဲ့ဘိုးချုပ်အောင်ဆန်းနဲ့တူတဲ့အချက်ကလေးတွေကျမနည်းနည်းပြောခွင့်ပြုပါရှင်ဘာဖြစ်လို့လဲဆိုဒီကနေ့ကစာပေဟောပြောပွဲဆိုတော့လေဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်သည့်အတွက်သူ့ရဲ့မိဘနှစ်ပါးရဲ့စိတ်ဓာတ်နဲ့ဒေါ်ဆန်းစုကြည်နဲ့ဘယ်လောက်နီးစပ်တယ်ဆိုတာလေးကိုကျမပြောချင်လို့ပါကျမအဲ့လိုဘိုးကျော်ဆန်းအကြောင်းတွေဖတ်ရင်ရနေပြီးတော့ကျမဆောင်းပါးတစ်ပုဒ်ကိုဖတ်ရတယ်ရှင်အဲ့ဒီဆောင်းပါးကဘယ်မှာပါလဲဆိုတော့1980ခုနှစ်လောက်ကထုတ်တဲ့ရေစကြိုနော်ရေစကြိုမြို့နယ်မဂ္ဂဇင်းမှာအဲ့ဒီဆောင်းပါးလေးကျမဖတ်ရတယ်အဲ့ဒီဆောင်းပါးကိုရေးတဲ့သူကရေစကြိုဦးမှတ်ဆိုတာအဲ့ရေစကြိုကသတင်းတောက်ရေစကြိုကသတင်းတောက်ဦးမှတ်ကနေပြီးတော့သူကဒီဆောင်းပါးလေးကိုရေးတော့ကျမကဖတ်ကြည့်မုံရွာပိဋကကကြောက်စက်တောင်ကောင်းလာပြီနော်အပြင်မှာလည်းအများကြီးပဲဒီမှာပရိုဂျက်တာထုတ်ပါပရိုဂျက်တာရှိဟောရရှိရင်တော့အဲ့ရနားထောင်နေရပါအဲ့တော့ကျမရေစကြိုဥမှတ်ရေးခဲ့ဆောင်းပါးလေးကိုကျမဖတ်ရတယ်အဲ့ဒီဆောင်းပါးလေးကကျမတို့ဟောဒီမုံရွာမြို့နဲ့လည်းသက်ဆိုင်နေရှစ်နော်သက်ဆိုင်နေရေစကြိုဥမှတ်ကဘိုးကျော်အောင်ဆန်းရေစကြိုမြို့ကိုရောက်ရှိလာတဲ့ဆောင်းပါးလေးကိုသူကရေးတာအဲ့ဒီမှာကျမတို့တိုင်းပြည်နော်ကျမတို့တိုင်းပြည်ကအဲ့ဒီဘိုးကျော်အောင်ဆန်းရေစကြိုရောက်လာတဲ့ရက်ဆွဲက1948ခုနှစ်မတ်လ22ရက်နေ့ဟာဘိုးကျော်အောင်ဆန်းမတ်လ22ရက်နေ့အဲ့ဒီရေစကြိုမြို့သူမြို့သားတွေကမတ်လ22ရက်နေ့လို့မသိပါဘူးနော်အဖိတ်နေ့မှာအဲ့ဒီနေ့ကအဖိတ်နေ့ကြပုံရတယ်ရှင်အဖိတ်နေ့မှာဘိုးကျော်အောင်ဆန်းရေစကြိုလာလိုက်မဟဲ့လို့အဲ့ဒီလိုလဲသတင်းလွှင့်လာရောအိုးအနေနဲ့အရရေစကြိုတစ်မြို့နယ်လုံးမှာရှိတဲ့ရွာလေးတွေကနေပြီးတော့အဲ့ဒီနေ့ညကလေးကရေစကြိုမြို့ကိုတက်လာလှဲနဲ့တရံလှေနဲ့တဖုံချီချင်းတသွဲပေါ့နော်တက်လာတာညကလေးကရေစကြိုမြို့ကြီးကအုံဖုံနေတလုံးလုံးနဲ့လူသားတွေကကြိတ်နဲ့ကြားနေရဘာဖြစ်လို့လဲမနေ့ဖြန်ဘိုးကျော်ဆန်းရေစကြိုကိုရောက်မယ်အဲ့ဒီမတ်လ22ရက်နေ့ကိုဘိုးကျော်ဆန်းရေစကြိုကိုရောက်မယ်ဘာအကြောင်းနဲ့ဘိုးကျော်ကသွားရတယ်လဲဆိုတော့အဲ့ဒီ1948ခုနှစ်ကအလုံးမွေရမျိုးပြည်သက်ကြီးတည်တဲ့အတိုင်းပဲကျမတို့တိုင်းပြည်မှာ1949ကတိတ်ကိုရေးပါတဲ့နှစ်ပါ1949ကတိတ်ကိုအလုံများခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်49ဇန်နဝါရီလမှာအောက်ဆန်းအတလီစာချုပ်ချုပ်ခဲ့ဖေဖော်ဝါရီမှာပင်လုံညီလာခံကြီးကျင်းပပြီးပင်လုံစာချုပ်ချုပ်ခဲ့တယ်မတ်လမှာတိုင်းပြည်ကိုစီယုံရဲတွေဆင်းကြတယ်နော်တိုင်းပြည်ကိုစီယုံရဲတွေဆင်းကြပထမအဆုံးချိန်ကျမတို့တိုင်းပြည်မှာရွေးကောက်ပွဲကြီးကျင်းပတော့မယ်အင်္ဂလိပ်ကအောက်ဆန်းအတလီစာချုပ်မှာပါတယ်တိုင်းပြည်လွတ်တော်ကိုခေါ်ပါလွတ်တော်ကသဘောတူရင်မင်းတို့တိုင်းပြည်ကိုလွတ်လပ်ရေးပေးမယ်လို့အောင်ဆန်းအတလီစာချုပ်မှာဒီလိုသဘောတူညီချက်ရတော့ဘိုးကျော်ဆန်းကဒီမတ်လထဲမှာစီယုံရေးဆင်းတယ်ဆိုတာဘိုးကျော်ဆန်းကိုအားလုံးကထောက်ခံပြီးသားကြီးညိုပြီးသားချစ်ပြီးသားဆိုတာဘိုးကျော်ဆန်းသိတယ်ရှင်နော်ထူပြီးစီယုံစာမလိုဘူးဆိုတာလည်းသိတယ်ဒါပေမဲ့ဘိုးကျော်ဆန်းဘာဖြစ်လို့စီယုံရေးဆင်းခဲ့ပါသလဲကျမတို့တိုင်းပြည်ကအခုတည်းရှိလဲအဲ့တိုင်းပဲဘာလဲဆိုလို့ရှိရင်ဘဝကနေချမှတ်ပေးလိုက်တဲ့ဖဆပလအမတ်လောင်းကိုနေတွေကမချိနဲ့နော်နေတွေကလက်မခံဘူးအဲ့ဒီလက်မခံဘူးဆိုတဲ့သတင်းကြားတဲ့အခါကျတော့လူထုတွေစိတ်ဓာတ်တွေထွေပြားသွားမှာဆိုလို့ဘိုးချုပ်ကသူ့ကိုယ်တိုင်ဟောဒီတနိုင်ငံလုံးကိုပတ်ပြီးတော့ဘာကြောင့်ဖဆပလကဘဝကနေအမတ်တွေရထားရပါတယ်ဆိုတဲ့အကြောင်းကိုလိုက်ပြီးရှင်းပြရင်စီယုံရေးဆင်းရတာပေါ့အဲ့လိုစီယုံရေးဆင်းတဲ့အခါမှာဟောဒီမတ်လ21ရက်1949မတ်လ21ရက်နေ့ကဟောဒီမုံရွာမြို့ကြီးကိုဘိုးကျော်အောင်ဆန်းသည်စီယုံရေးတရားဟောခဲ့ပါတယ်အဲ့ဒီ1948ခုနှစ်မတ်လ21ရက်နေ့ညကဘိုးကျော်အောင်ဆန်းသည်ဟောဒီမုံရွာမြို့ကြီးကိုညအိမ်ရနာခဲ့ပါတယ်
မနေ့ကျတော့ဇက်နဲ့ကူးပြီးတော့အခုပသိမ်မုံရလမ်းတိုင်နော်ဘိုးတော်ကတော့လမ်းကောင်းညင်မှာကောင်းအဲ့ဒီလမ်းအတိုင်းပဲဘိုးချုပ်ကသွားတယ်သွားတော့ကျတော့လင်းကတော်ဆိုတဲ့ရွာကိုအရင်ရောက်တာပေါ့နော်လင်းကတော်ကနေပြီးတော့မှရေစကြိုကူးရတာအဲ့တော့ရေစကြိုမှာရှိတဲ့ဖတ်ဆပလအဖွဲ့ဝင်တွေကလင်းကတော်ရွာတိသွားပြီးဘိုးချုပ်ဆန်ကိုကြိုကြကြိုတော့ခုနဆောင်းပါရေးတဲ့သတင်းတောက်ဦးမတ်ကလည်းသူကသတင်းတောက်ကိုရှက်သတင်းတောက်ဆိုတော့လင်းကတော်ကိုသူကလည်းသတင်းယူဖို့ရောက်မနေ့10 နာရီလောက်ကျတော့ဘိုးကျော်အောင်ဆန်းကရောက်လာသူစီးနေကြစတေရှင်ဝက်ကွန်းကားလေးနဲ့ပေါ့10 နာရီလောက်မှရောက်လာတော့ဘိုးကျော်ကကားပေါ်ကနေလွှားကနေခုံဆင်းလိုက်သတင်းတောက်ဦးမတ်ကဘိုးကျော်အောင်ဆန်းဘိုးကျော်အောင်ဆန်းသတင်းစာရဲမှာသူ့ပုံနေတွေ့ဘူးတာပေါ့လူတစ်ခါမှထိတ်တိုင်မတွေ့ဘူးတွေ့လိုက်တော့ तू ဟာဆိုဖြစ်သွားတယ်ဟာဘိုးကျော်အောင်ဆန်းဆိုတာဒီပုဂ္ဂိုလ်လားသားနာနေလို့မဟုတ်ဘူးစုပ်ပြတ်နေလို့ဝစ်ထားတဲ့အဝိစားတွေကာကီယောင်နဲ့ဖြူဖတ်ဖြူရော်နဲ့ဟောဒီအင်ကြီးအနာဘတ်တွေကဖွာလန်လို့အောက်ကစီးထားတဲ့ဖနက်ကပဲ့တာပဲ့ရွဲ့တာရွဲ့အုတ်ထုပ်ကြီးကလည်းတဲ့ပျော့စီနာပဲနော်လူကလည်းပိန်ချုံနာအဲ့ဒီချိန်ဘိုးကျော်ဆန်တော်တော်ကိုကြာသွားစောစောကျွန်မပြောလို့48ခုနှစ်မှာမယမနာအလုပ်တွေလုပ်ရတယ်ကျွန်တော်တို့အင်တာနက်ခေတ်မှာဘိုးကျော်ဆန်ရဲ့ဓာတ်ပုံတွေကိုရိုက်ကြည့်စမ်းပါနော်အားလုံးလည်းဘိုးကျော်ဆန်ပုံတွေသိ1948ခုနှစ်ဒီသူကြဆုံးခံနီးလေဘိုးချုပ်ဒီပိန်းကြသွားလေနော်ဓာတ်ပုံနဲ့ကနေတခြားစီပဲသတင်းစာထဲမှာပါတဲ့ဘိုးကျော်ဆန်နဲ့တခြားစီဖြစ်နေဒီပချောင်နေကြနော်ပယုံပချောင်ကြီးကြပြီးငိုးထွက်လွှားဆိုခုံဆင်းလိုက်ဘိုးဒီဘတ်တင်နဲ့ဖြူဘတ်ဖြူရောကာကီဝတ်စုံကြီးကိုဝတ်ပြီးဆင်းလာတာသူကဘိုးချုပ်အောင်ဆန်းတယ်လားဆိုဟာဆိုဖြစ်သွားအဲ့ဒီမှာလင်းကြောဘိုးထဲမှာဘိုးချုပ်တို့ကခဏနားတယ်အဲ့လင်းကြောဘိုးထဲဆိုတာခုထိရှိတဲ့ချက်ကျမတို့ပြီးခဲ့တဲ့2 နှစ်ကဟောပြောပွဲရောက်တော့ကျမအဲ့ဘိုးထဲပေါ်တက်ပြီးဓာတ်ပုံတွေပါရိုက်သေးတယ်အဲ့ဒီလင်းကြောဘိုးထဲတစ်သားအဆောက်ဦးကြီးပါပဲဘိုးထဲပေါ်ကိုဘိုးချုပ်ကတက်လာတော့ဘိုးချုပ်အောင်ဆန်းကိုဧည့်ခံထားတာရင်နွေးချံပွဲတပွဲစင်ခရာကြီးကိုကျိန်ကျုပ်ကြီးတဲ့ကိုရင်ထည့်ထားတယ်နော်စင့်ခွက်ကလေးတွေနဲ့ရင်နွေးချမ်းပွဲနောက်ပဲချမ်းကြော်တုပ်တိုက်ပကံအများကြီးနဲ့ပဲချမ်းကြော်တုပ်ကိုကြီးစွန်းကြီးတတ်ထားဘိုးကျော်အောင်ဆန်းကအဲ့ဒီဘိုးထဲပေါ်တက်ပြီးတော့じゃပဲချမ်းကြော်စလုံးလည်းမြုံဟောလူကလည်းထိုင်ပြီးတော့တခါလည်းပဲချမ်းကြော်စွန်းလည်းတခါလည်းပေါ်တာနှစ်လုတ်ကိုတခါလည်းလုတ်တာပဲချမ်းကြော်တုပ်တိတ်ကြိုက်တယ်ခါလည်းပေါ်ရက်ပြီးကျွမ်းနဲ့စားတာအဲ့ဒီဘိုးကျော်အောင်ဆန်းပဲချမ်းကြော်တုပ်တွေစားတဲ့ချိန်ခါမှာရေစကြိုမြို့နယ်ဖတ်ဆပလာအဖွဲ့ဝင်တွေကဘိုးချုပ်ကိုတင်ပြစရာရှိတာကိုတင်ပြကြဘိုးချုပ်နော်ခုဘဟိုကချမှတ်ပေးလိုက်တဲ့အမတ်လောင်းတွေကိုကျွန်တော်တို့နေရာမသိပါဘူးကျွန်တော်တို့နေရာချတင်လိုက်တဲ့အမတ်လောင်းတွေဒီပုဂ္ဂိုလ်တွေဖြစ်ပါတယ်တင်ပြကြပခုတ်ကူခရိုင်ဖတ်ဆပလာလူလေလုတ်တယ်ဆိုပြီးတော့ဘိုးချုပ်ကိုတိုင်ညတာနော်ဘိုးချုပ်ဆန်ဘာမှမပြောဘူးတဲ့ခါတဲ့ဇွန်းကြီးနဲ့ကျွမ်းနဲ့ပဲကြော်တွေဝါပဲကြော်တွေဝါနေတခါလဲဆက်ပြီးတင်ပြကြတချို့ကလည်းညင်သားပိန်လိမ္မာပါနတ်စွာနဲ့တင်ပြတချို့ကလည်းဒေါနဲ့မောနဲ့ဒီလိုလားဆိုလို့ရှိရင်ဘိုးချုပ်အခုလိုဘိုးကချမှတ်ပေးလိုက်တဲ့အမတ်လောင်းတွေဆိုကျွန်တော်တို့ဘိုးချုပ်တို့ဖတ်ဆပ်ပါလားအနိုင်ရမယ်လို့တာဝန်မယူနိုင်ဘူးဘာညာဒီလိုကြည့်ပြောတဲ့အခါဘိုးချုပ်အောင်ဆန်းတခါလက်ထဲမှာကိုင်းတဲ့ကြီးစွန်းကြီးကိုခွန်းဆိုပစ်ချလိုက်ပြီးတော့ तू ကသူ့ရှေ့မှာရှိနေတဲ့ကွန်းအိတ်ကြီးနော်ကွန်းအိတ်ကြီးတစ်လုံးကလည်းရှိကွန်းအိတ်ကြီးကိုခါရှေ့စပွဲပေါ်ကိုဝုန်းဆိုဆောက်ချလက်သီးနဲ့စပွဲကိုတုံးနဲ့ထုတယ်မျက်နှာရဲလည်းနီမြန်းပြီးတော့ဒေါသတွေထွက်သွားဒါဘာသဘောလဲပြောစမ်းခမရတို့ဘဝချမှတ်ပေးလိုက်တဲ့အမတ်လောင်းတွေကိုမချေနိုင်ဘူးကျွန်တော်တို့ရွေးချယ်ပေးလိုက်တဲ့လူတို့ကရွေးချယ်ပေးလိုက်တဲ့အမတ်လောင်းတွေကဒီပုဂ္ဂိုလ်လူလို့ပြောတယ်လူထုဆိုတာဘယ်သူတွေလဲဗျခမရတို့1 ယောက် 2 ယောက် 3 ယောက်ကတင်ပြလိုက်တာလူထုလားခမရတို့ဘိုးချုပ်ကိုကြည်ညိုပါတယ်ဖတ်ဆပ်ပတ်လာအဖွဲ့စည်းကြီးကိုယုံကြည်ပါတယ်လို့ပြောပြီးတော့ဖတ်ဆပ်ပတ်လာကချမှတ်ပေးလိုက်တာကိုခမရတို့မလုပ်ချင်ဘူးဆိုရင်လက်မခံနိုင်ဘူးဆိုရင်မယုံကြည်ဘူးဆိုရင်အခုချက်ချင်းဖတ်ဆပ်ပတ်လာအဖွဲ့တွေကထွက်နိုင်တယ်တခါတော့ဝုန်းဆိုမတ်တက်ရပြီးတော့ခါတယ်ဘိုးထဲပေါ်ကနေစောင်းနဲ့ဆင်းသွားဘိုးဦးစီးအဖွဲ့ဝင်တွေပါလာတာပေါ့ဘိုးချုပ်နောက်ကနော်ဖတ်ဆပ်ပတ်လာဘိုးဦးစီးအဖွဲ့ဝင်တွေကအပြေးလိုက်ရတယ်ကားဒရိုင်ဘာလည်းအပြေးဆင်းပြီးတော့မောင်းသွားအဲ့တော့ရေစကြိုကဖတ်ဆပ်ပတ်လာအဖွဲ့ဝင်တွေကမချေနိုင်ဘူးဘိုးချုပ်အောင်ဆန်းသတင်းတော့ဦးမှတ်ကသူ့ကိုယ်တိုင်လည်းဘိုးချုပ်ကိုအောင့်သွားတယ်ဟာဘယ်လိုစကားပြောတာလဲဒီမှာကြည့်အောင်ရေစကြိုမြို့နယ်လူတွေကမြင်လှုပ်လိုက်ရတာနော်ဒီရွေးကောက်ပွဲအတွက်နေမနာညမနာဒါလေးတင်ပြတာနဲ့ဘိုးကျော်ဆန်းဆိုတဲ့ပုဂ္ဂိုလ်ကဒါတော့ဒေါသကြီးရသလား
ကြည်စမ်းပါအောင်စောင့်အောင်ပြီးတော့ထွက်သွားလိုက်တာအဲ့ဒီဖဆာဖလာအဖွဲ့ဝင်တွေကလည်းမကျေနပ်ဘူးဒါပေမဲ့ဘိုးချုပ်အောင်ဆန်းကိုဘာမှပြန်မပြောရကြသူတို့ကလည်းဒီလိုပဲနောက်ကနေလိုက်သွားတော့ရေစကြိုမြို့ကိုရောက်တယ်ပေါ့ရှင့်ရေစကြိုမြို့ကန်းနာမှာဝါတဲလေးပေါ်မှာဘိုးချုပ်အောင်ဆန်းခဏနားတယ်မကြီးတော်ကွင်းကြီးအဲ့ဒီထက်မှာလူထုအစည်းဝေးပွဲကြီးလုပ်အဲ့ဒီမှာဘိုးကျောင်းဆန်းကမဲဆွဲစီယုံကြီးတရားဟောမှာခုနပြောသလိုပဲညကလေးကရေစကြိုကိုနော်အနေနဲ့အရအရွာရောက်နေတဲ့ပရိတ်တက်ကပေါင်းနဲ့ချီပြီးတိုးလို့တောင်မပေါက်ဘူးနော်ခဏနားပြီးတော့လာခေါ်တယ်ဘိုးချုပ်ရပါပြီစီဝေးကိုနော်တရားဟောလို့ရပါပြီဆိုတော့ဘိုးကျောင်းဆန်းအဲ့ဒီဝါးတဲ့ဘဝနေပြီးတော့မကြီးတော်ကွင်းကိုချီချင်းလျှောက်အဲ့ဒီပေးသက်အလယ်မှာခင်းထားတာကျမတို့ဒီလိုဆင်မြင့်နေပါတယ်မဟုတ်ဘူးရှင်အေးကရင်ကြီးနော်ဂရင်ကြီးအေးဂရင်ကြီးတစ်ချက်ကိုခင်းထားအခုလိုမိုက်ခရိုဖုန်းတွေအတန်ချက်ဆက်တွေမိုက်တွေဘာမှမပါဘူးတောင်းချီနေတဲ့မကြီးတော်ကွင်းကြီးကလူပုဂ္ဂိုလ်တွေကိုနော်တက်ရောက်လာတဲ့လူတွေကိုဘိုးကျော်အောင်ဆန်းကဒီတိုက်အလွတ်ဟောရတယ်ဘိုးကျော်အောင်ဆန်းကိုမြင်လိုက်ခရရတယ်နော်လူတွေကဘိုးချုပ်ချမ်းပါပါစေဘိုးချုပ်တတ်တော်ရကြောရှိပါစေအိုးတချို့ကများဇွတ်တိုးပြီးတော့နော်လက်တွေဆွဲနှုတ်ဆက်ဘိုးကျော်အောင်ဆန်းအင်ကြီးကိုဆိတ်လိုက်ရအမလေးဒီလိုဆွဲပြီးတော့အဲ့လောက်ကိုပေါ့နော်ဘိုးကျော်အောင်ဆန်းအင်ကြီးကိုငါဆိတ်မိလိုက်တယ်ဆိုတဲ့လူကရွာမှာကြွားလို့မဆုံးဘူးတဲ့နော်အဲ့ဒီလိုပေါ့ဒါပေမဲ့တဲ့သတင်းထောက်ဥမာကသူတော့တောက်လျှောက်လိုက်ပြီးဘိုးကျော်အောင်ဆန်းကိုသတင်းထောက်နေတာသတင်းယူနေတဲ့သူဆိုတော့ဘိုးကျော်ရဲ့လှုပ်ရှားမှုတွေကို तू ကအကုန်လုံးမြင်နေရတာပေါ့နော်ဘိုးကျော်အောင်ဆန်းကတဲ့သူ့ကိုနော် wish လုပ်နေတဲ့လူတွေဘိုးချုပ်တက်တော်ရကြောရှေ့ပါစေဘိုးချုပ်ကြားမှာပါစေဘာမှလည်းကြားဖို့မရဘူးဝုန်းဆိုတစွတ်ထိုးလူအုပ်ထဲကနေသွားနေတာလူတွေကသူ့နောက်ကနေပြီးတော့လိုက်ရတယ်ပြီးတော့ဘသူမှလည်းပြုံးမပြလက်ဆွဲနှုတ်ဆက်တဲ့လူလက်ကိုပုတ်ချတယ်ဘယ်လိုလူလဲတဲ့ဘိုးချုပ်အောင်ဆန်းကထားပါတော့အဲ့ဒီပုံဘိုးချုပ်ကအေးဂရီကြီးပေါ်လွှားကနေခုံတက်လိုက်ပြီးဘိုးချုပ်ကမတ်တက်ရိုက်လိုက်တာနဲ့စောစောတော့ကနော်စူးပွက်နေတဲ့တောင်းနဲ့ချီနေတဲ့လူတွေကတခါတည်းရှဲဆိုနော်မီးကိုရေနဲ့တက်လိုက်တော့ငိမ့်ကျသွားတယ်အဲ့ဒီအချိန်ခါမှာနော်အဲ့ဒီအချိန်ခါမှာအိမ်မြောင်စုပ်ထိုးရင်တောင်အဲ့ဒီအတန်ကြားရလောက်တယ်အဲ့လောက်ထိအောင်တိတ်သွားတယ်ဘိုးကျော်အောင်ဆန်းတက်လဲလာဘိုးကျော်အောင်ဆန်းတက်ပြီးတော့ပြောတယ်နော်ဘာတွေပြောလဲဖဆပလအဖွဲ့ချုပ်ကြီးရဲ့လှုပ်ဆောင်ချက်တွေကိုဘိုးကျော်အောင်ဆန်းပြောတယ်နောက်ရွေးကောက်ပွဲအကြောင်းကိုရှင်းပြတယ်ကျမတို့တိုင်းပြည်ကလူထုကရွေးကောက်ပွဲဆိုတာဘာမှမသိဘူးလေနော်ကျမတို့ခုထိလည်းဘာမှမသိဘူးရှင်ဘာဖြစ်လို့လဲဆိုကိုထဲ့တဲ့မဲဘယ်အောင်မှမသိဘူးတခါလေကြတာအဲ့လိုပေါ့ထဲခဲ့ရတာကျမတို့အခြေခံဥပဒေလဲကိုထဲ့တဲ့မဲဘယ်ရောက်တယ်မသိဘူး69ဒသမဘလောက်နဲ့အခြေခံဥပဒေကိုအတည်ပြုလိုက်တယ်ဆိုလားပဲနော်ထားတော့အဲ့ဒီမှာမဲထဲ့တာတွေကိုဘိုးကျော်ဆန်းရှင်းပြတယ်ပြီးတော့ဘိုးကျော်ဆန်းပြောတယ်ကျုပ်တို့အခုဖဆပလာကနေပြီးတော့ဘဝကနေရထားပေးလိုက်တဲ့အမတ်လောင်းတွေပေါ့နော်ဘိုးကနေရထားပေးလိုက်တဲ့အမတ်လောင်းတွေရှိတယ်အဲ့ဒီအမတ်လောင်းတွေကိုခင်ဗျားတို့တိတိကျကျမဲပေးကြပါကျတို့အဲ့ဒီအမတ်လောင်းတွေရွေးပြီးကျတို့ဖဆပလာကြီးအနိုင်ရရှိသွားရင်လွတ်တော်ထဲမှာကျွန်တော်တို့လုပ်ရမယ်အလုပ်ကလွတ်လပ်ရေးကိုတောင်းဆိုရမယ်လို့ဒီအချိန်ဟာကျတို့ကအမတ်လောင်းလူနေရမယ်အချိန်မဟုတ်ဘူးဗျလွတ်တော်ထဲကိုရောက်သွားလို့ရှိရင်ကျတို့ကလွတ်လပ်ရေးကိုတောင်းဆိုရမယ်ခင်ဗျားတို့နေရာတင်လိုက်တဲ့လူတွေကိုကျုံမသိဘူးအဲ့တော့ကျုပ်တို့ကကောင်းမယ်ထင်တဲ့လူကိုရွေးလိုက်တယ်ကျုပ်တို့ဖဆပလာဖွဲ့ချုပ်အတွက်အလုံးလုံးနိုင်မယ်ထင်တဲ့အမတ်လောင်းကိုကျုပ်ကရွေးလိုက်တယ်ရှင်းပဲပြောမယ်ဗျာဖဆပလာပြောသမျှကိုလက်ညှိုးထောင်တဲ့သူကိုကျုပ်တို့ရွေးတယ်ဗျာဘိုးကျော်ဆန်းအဲ့စကားပါသွားနော်ဖဆပလာအဖွဲ့ချုပ်ကပြောသမျှကိုလက်ညှိုးထောင်ခေါင်းငိမ့်လုံနိုင်တဲ့အမတ်ကိုရွေးတယ်ဆိုတော့သတင်းတောက်ဦးမကဒါအကွက်ပဲဘိုးချုပ်ကဒါစကားမှားသွားပြီပေါ့ तू ကနော်အဲ့ဒီမှာ तू ကထားတော့ဘိုးကျော်ဆန်းအဲ့ဒီလိုရှင်းပြတယ်နော်လွတ်လပ်ရေးကိုတစ်နှစ်အတွင်းရအောင်ယူပေးမယ်လို့ကြုတ်ကတိပေးပြီးသားပဲဖဆပလာကသာမဲပေးကြပါမဲပေးလဲမမှားပါစေနဲ့ဘာညာနဲ့ဒီစီယုံရေးတရားတွေကိုဟောပြီးတော့ဘိုးချုပ်ကအေးကလေးမောဆော့လွှားကနေခုံစင်းဘိုးချုပ်ထွက်လာတော့လူတွေကလက်ဆွဲနှုတ်ဆက်တဲ့လူနဲ့အင်ကြီးစားလိုက်ဆွဲတဲ့လူနဲ့လိုက်ထိတဲ့လူနဲ့ဘိုးချုပ်အောင်ဆန်းကျမ်းပါပါစေဘိုးချုပ်အောင်ဆန်းတတ်တော်ရကြောရှိပါစေဘာမှမကြားဘူးကားပေါ်ကိုတက်ပြီးပခုတ်ကူကိုဆက်သွားတယ်အဲ့ဒီမှာသတင်းတောက်ဦးမတ်ကသူကဆောင်းမတစ်ပုတ်ကောက်ရေးလိုက်နော်ဆောင်းမတစ်ပုတ်ရေးတယ်ဆောင်းမရဲ့ခေါင်းစဉ်ကဘာလဲဆိုလို့ရှိရင်လက်ညှိုးထောင်လျင်အမတ်ဖြစ်နိုင်သည်လက်ညှိုးထောင်လျင်အမတ်ဖြစ်နိုင်သည်ဘိုးကျော်အောင်ဆန်းကခပ်ဖိလေးသူကရေးတယ်ပြီးတော့ဘယ်ကိုပို့လဲဆိုတော့ဗမာခေတ်သတင်းစာကိုပို့တာရှင့်ဗမာခေတ်သတင်းစာကို तू ကဘာဖြစ်လို့ပို့တယ်လဲဆိုတော့ဗမာခေတ်သတင်းစာကဖဆပလ
အဖွဲ့ချုပ်ကြီးကိုလိုလားထောက်ခံမှုမရှိဘူးလို့သူကယူဆတဲ့အတွက်နော်ဘာဖြစ်လို့ဗမာခေတ်သတင်းစာကဖဆဖလာကိုလိုလားထောက်ခံမှုမရှိတာလဲဆိုရင်ဘိုးကျော်အောင်ဆန်းကအောက်ဆန်းအက်တလီစာချုပ်ချုပ်ပြီးပြားလာတဲ့အခါမှာတိုင်းပြည်ကိုမိန်ဝန်းပြောခဲ့တယ်ကျွန်တော်တို့အေးပြည်လာထဲမှာတိုင်းပြပြလွတ်တော်ခေါ်ဖို့အင်္ဂလိပ်ကပြောလိုက်တယ်အဲ့တော့ရွေးကောက်ပွဲကျင်းပရလိမ့်မယ်ဖဆပလအဖွဲ့ကိုခင်ဗျားတို့မဲပေးကြပါဖဆပလအဖွဲ့ကိုမဲပေးလို့ကျုပ်တို့ဖဆပလနိုင်ရင်ခင်ဗျားတို့တစ်နှစ်အတွင်းလွတ်လပ်ရေးရစေရမယ်လို့ကျုပ်ကတိပေးပါတယ်ဆိုဘိုးကျော်ဆန်းမင်းကုန်းပြောတယ်အဲ့ဒီမှာဗမာခေတ်သတင်းစာကဒါကိုမှတ်ထားပြီးတော့နောက်တစ်နေ့ထွက်လာတဲ့သတင်းစာမျက်နှာဖုံးမှာစလုံးမဲကြီးတွေနဲ့လွတ်လပ်ရေးရရန်365ရက်သာလူတော့သည်တစ်နှစ်ပဲလူတော့တယ်ပေါ့ဘုချုပ်ကိုရွက်ရေးတာနော်နောက်တစ်နေ့ရောက်လာတော့လွတ်လပ်ရေးရရန်364ရက်သာလူတော့သည်နောက်တစ်နေ့ရောက်လာတော့လွတ်လပ်ရေးရရန်363ရက်သာလူတော့သည်တရက်လျှော့ရေးဒီသတင်းစာကိုဘုချုပ်ကလည်းဖတ်တယ်လေမနေ့လင်းလာသတင်းစာဖတ်ရတာပေါ့နော်အဲ့ဒီလိုဗမာခေတ်သတင်းစာကဘုကျော်ဆန်းကိုမထိတထိနဲ့နော်ကလိနေတာပေါ့မထိတထိနဲ့ခနဲ့တဲ့နဲ့ကလိနေတာဘုချုပ်ကလည်းသိတယ်ရှင်သူ့ကိုကလိမှန်းသိတယ်ထားတော့ဒီသတင်းတော်ဦးမကသူ့ရဲ့စောစောလက်ညှိုးထောင်နေအမတ်ဖြစ်နိုင်ပြီဆိုတော့အဲ့ဒီဆောင်းပါးကိုဗမာခေတ်သတင်းစာမှာထည့်လိုက်သူထည့်ပြီးမကြဘူးဘုကျော်ဆန်းကရွေးကောက်ပွဲကြီး AB 20နှစ်ထင်တယ်နော်ကျမတို့ရွေးကောက်ပွဲကြီးကျင်းပအဲ့ဒီရွေးကောက်ပွဲနီးတော့ရေဒီယိုကနေတနိုင်ငံလုံးကိုဘိုးချုပ်ကမိန်ဝန်းပြောတယ်အဲ့ဒီထဲမှာဘာပါတယ်လဲဆိုလို့ရှိရင်အခုအမတ်လောင်းရွေးတာနဲ့ပတ်သက်ပြီးတော့ပဲဘိုးချုပ်အောင်ဆန်းကမိန်ဝန်းထဲမှာထည့်ပြောတာရုံကြီးရဲတင်းတာကျုပ်တို့ချမှတ်ပေးတယ်ကျုပ်တို့ရွေးချယ်လိုက်တဲ့အမတ်လောင်းကိုမဲပေးကြပါအဲ့ဒီအမတ်လောင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တနိုင်ငံလုံးအမတ်လောင်းအဖြစ်တက်လာတဲ့လူစရင်ဘယ်လောက်ရှိတယ်မှတ်2000ရှိတယ်နော်အဲ့ဒီ2000နဲ့မှကျုပ်တို့က200ပဲရွေးရမှာနော်2000နဲ့မှ200အဲ့ဒီ200ကိုရွေးလိုက်ရင်ကျန်တဲ့1800ကကျုပ်တို့ကိုနော်မုံမယ်ဆိုတာတည်သားပဲဒါပေမဲ့ကျုပ်တို့ကခေါင်းဆောင်ပြီးမှန်နေတင်တာကောင်းနေတင်တာကိုရဲရွေးချယ်လိုက်ပါတယ်အဲ့ဒီလိုပြောတယ်ဘိုးကျော်အောင်ဆန်းမိန်ဝန်းတနိုင်ငံလုံးကိုလည်းပြောပြီးရောအိုးအောဆရာကောင်းလိုက်တာကျမတို့မြန်မာနိုင်ငံကလူထုတွေညီညွတ်ခဲ့ကြတာလေဖဆပလာယူမဲပေးလိုက်တာဖဆပလာအနိုင်ရရှိပြီးတော့လွတ်တော်ထဲမှာလွတ်လပ်ရေးကိုတောင်းဆိုခဲ့ကြတယ်အဲ့ဒီနေရာမှာကျမကဘုရားအောင်ဆန်းရဲ့သမီးဒီကနေ့ကျမတို့ရဲ့လူထုခေါင်းဆောင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အခုပြီးခဲ့တဲ့ရွေးကောက်ပွဲမှာနော်လူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါဆိုပြီးတော့အလုံးသိပါတယ်ကျမတို့ကပါတီကိုမဲပေးခဲ့ကြတယ်ကျမတို့လူကိုမကြည့်ခဲ့ကြနော်လူကိုမကြည့်ဘူးပါတီကိုမဲပေးခဲ့တယ်ဘာဖြစ်လို့ကျမတို့ပေးတာလဲဒေါ်အောင်ဆန်းစုကြည်ကအဲ့ဒီလိုပြောလို့ရှင်နော်ကျမတို့ကဘာမှနိုင်ငံရေးရဝိလေကြောင့်ပါကျမတို့စဉ်းစားစရာမလိုပါဘူးဘာဖြစ်လို့လဲဒေါ်အောင်ဆန်းစုကြည်ကိုကျမတို့ကယုံတယ်လေယုံတော့ဒေါ်အောင်ဆန်းစုကြည်ကလူကိုမကြည့်ပါနဲ့ပါတီကိုကြည့်ပါဆိုတော့ကျမတို့ပါတီကိုမဲပေးခဲ့ကြပါတယ်လာမယ့်2020မှာကျမတို့ခေါင်းဆောင်သည်သူ့ရဲ့နိုင်ငံရေးနော် policy နိုင်ငံရေးအကွက်တွေကကျမတို့မသိနိုင်ပါဘူးနော်ဘာလို့မသိနိုင်ပါဘူးနော်ကျမတို့နိုင်ငံရေးကိုထဲဝင်လဲကျမတို့နားမလဲပါဘူးသို့တော့ကျမတို့နားလဲတာကျမတို့ခံစားရတာတစ်ခုပဲရှိပါတယ်အဲ့ဒါပါလဲကျမတို့ဒေါ်အောင်ဆန်းစုကြည်ကိုယုံကြည်တယ်နော်ဒေါ်အောင်ဆန်းစုကြည်ကိုယုံကြည်တယ်ဒါကြောင့်ကျမတို့ကဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကိုနားထောင်ခဲ့ကြတာပေါ့ဟောဒီဘိုးချုပ်အောင်ဆန်းနော်ဟောဒီဘဝရွေးချယ်တဲ့အမတ်တွေကိုခမရတို့မဲထည့်ကြပါပြတ်သားရဲဝင်ထည့်ကြပါဘာလို့မှခင်ဗျားတို့မစင်စားပါနဲ့နေရအမတ်လောင်းနေဘာညာထည့်မစင်စားပါနဲ့မစင်စားခဲ့ဘူးရှင်တိုင်းပြည်ကမဲထည့်ခဲ့တယ်ဖဆပလာနိုင်တယ်ဘိုးချုပ်အောင်ဆန်းဂရီပေးခဲ့တဲ့အတိုင်းတစ်နှစ်အတွင်းမှာကျမတို့လွတ်လပ်ရေးရခဲ့တာအလုံးသိပဲဒါပေမဲ့လွတ်လပ်ရေးရပြီဘိုးချုပ်အောင်ဆန်းဒီလွတ်လပ်ရေးအရသာကိုခံစားမသွားရဘူးသူဇူလိုင်19မှာကြာဆုံးခဲ့အဲ့ဒီ1980ခုနှစ်ထုတ်တဲ့ရေစကြိုနှစ်လည်မဂ္ဂဇင်းထဲမှာရေးတဲ့သတင်းထောက်ဦးမတ်ကနောက်ဆုံးမှာतू ကမှတ်ချက်လေးတစ်ခုရေးတယ်နောက်ဆုံးမှာ तू ကဘာလေးနဲ့အဆုံးသတ်သွားတယ်လဲဆိုတော့အခုချိန်မှာဆိုရင်ဘိုးကျော်ဆန်းကြာဆုံးသွားခဲ့တာအနှစ်20ကျော်ခဲ့ပါပြီဒီကနေ့အချိန်မှာကျွန်တော်ရဲ့ဆောင်းပါးနဲ့ပတ်သက်ပြီးကျွန်တော်အတနောမတိမကင်းစွာနဲ့ရေးခဲ့တာကိုနှောင်းထားရလို့မဆုံးဘူးဘိုးကျော်ဆန်းကိုကနကောစပြုတ်လေတိုင်းဘိုးကျော်ဆန်းကိုဆန့်ကျင်လေတိုင်းဘိုးကျော်ဆန်းကိုဘဲတိုက်လေတိုင်းဘိုးကျော်ဆန်းကို
ကနကောစာတိုက်လေတိုင်းဘိုးကျော်ဆန်းနဲ့ cross လုပ်လေတိုင်းဘိုးကျော်ဆန်းမမှားဘူးနော်အဲ့ဒီစကျင်တဲ့လူကပဲမှားတယ်ဘာဖြစ်လဲဆိုတော့တို့ဘိုးကျော်ဆန်းကစေတနာပါတာကိုတဲ့ဘိုးကျော်ဆန်းကိုခပ်ဖိဖိရေးခဲ့တဲ့အဲ့ဒီသတင်းတောက်ဦးမတ်ကသူ့ကိုယ်တိုင်အဲ့ဒီလိုမှတ်ချက်ကလေးနဲ့အဲ့ဆောင်းပါးကိုအဆုံးသတ်သွားတယ်ရှင့်ဒါကြောင့်မို့ကျမတို့ကတခါတလေမှာနိုင်ငံရေးနဲ့ပြောတဲ့အခါမှာအခုချိန်မှာဆိုလို့ရှိရင်ကျမကတဲ့ပဲကျမပြောရဲပါတယ်ဘာဖြစ်လို့ကျမနိုင်ငံရေးသမားမဟုတ်ဘူးကျမ NLD လည်းမဟုတ်ဘူးကျမဒီစာရေးဆရာစစ်တယောက်ဖြစ်ပါတယ်စာရေးဆရာမှာကျမကရတာစာပေတွေကိုရေးတဲ့စာရေးဆရာဖြစ်ပါတယ်ကျမဒီပြည်သူလူထုတယောက်ပဲဖြစ်ပါတယ်ဒီအချိန်မှာကျမတို့တချို့လူတွေကစောစောကရေတကြိုကဖတ်စာပလာအမတ်တွေလိုပဲနော်မချေမနက်အတန်တွေထွက်လာတာရှိတယ်နော်ဘိုးကျောင်းဆန်ပြောခဲ့တယ်နော်ဘိုးကျောင်းဆန်ပြောခဲ့တယ်ဘာလဲဆိုတော့ဒီအချိန်မှာကျွတ်တို့ကအမတ်လောင်းလူနေရမယ်အချိန်မဟုတ်ဘူးဗျလွတ်လပ်ရေးရဖို့လို့ဒီလိုပါပဲရှင်ကျမတို့ကလေကျမတို့ကဒီမိုကရေစီစစ်ကိုရဖို့ပဲလိုတာဘူးဒါကြောင့်မလို့ကျမတို့ခေါင်းဆောင်20မှာဘာပြောမယ်ဆိုတာကျမတို့မသိနိုင်ပါဘူးရှင်ဒါပေမဲ့ကျမတို့လိုက်ရမယ်ဘာဖြစ်လို့လဲယုံကြည်လို့ဒါဘိုးကျောင်းဆန်တဲ့တူတဲ့အချက်ပေါ့နော်နောက်တစ်ခုကဒေါ်ဆန်းစုကြည်ရဲ့မိခင်ဒေါခင်ကြီးနဲ့ပတ်သက်ပြီးတော့အားလုံးနဲ့ဖတ်လိုက်ရမှာပါလွန်ခဲ့တဲ့3နှစ်လောက်က7 day journal မှာနော်သတင်းတောက်မှလေးငိမ့်နိုင်ကနေပြီးတော့လီလီဖန်းတို့တတ်တည်ဒီဆိုတဲ့ဆောင်းပါးလေးတစ်ပုဒ်ရေးခဲ့တယ်အဲ့ဒီသတင်းတောက်မှလေးငိမ့်နိုင်ဆိုတာစာရေးဆရာသင်းကြီးရဲ့သမီးရှင်စာရေးဆရာသင်းကြီးဆိုတာဟာဒီ1990ခုနှစ်ကနော်ဒီပြေဘက်ကအမတ်လားနော်အမတ်ဖြစ်ရွေးချယ်ခံပြီးတော့မှထွက်ပြေးရတာပေါ့နော်ကျွန်တော်တို့အဲ့လိုပေါ့အမတ်ဖြစ်1990မှာအနိုင်ရရှိခဲ့တဲ့ NLD လွှတ်တော်အမတ်ရဲ့သမီးအဲ့ဒီငိမ့်နိုင်ဆိုတဲ့ကလေးမလေးကသူကဒီဘလုံဦးစောနဲ့ဒေါ်တန်းခင်မှာသမီးလေးတယောက်ပဲမွေးတယ်အလုံးသိပါတယ်ဒေါ်ဘေဘီစောတဲ့နော်အဲ့ဒေါ်ဘေဘီစောကမွေးတာဒေါ်မွန်ရင်ကိုအဲ့ဒီဒေါ်ဘေဘီစောကမွေးတဲ့ဒေါ်မွန်ရင်ကို तू ကအင်တာဗျူးသွားလုပ်ပြီးတော့ဒီဆောင်းပါးလေးကိုရေးတာအဲ့ဒီဆောင်းပါးထဲမှာဒေါခင်ကြီးနဲ့ပတ်သက်တဲ့နော်အဲ့ဒီနေရာလေးတွေဒေါ်ဆန်းစုကြည်နဲ့တူတာလေးတွေကိုကျွန်မပြောပြစေနော်အဲ့ထဲမှာဒေါ်မွန်ရင်ကပြောထားတယ်ကျွန်မအဖွားဒေါ်တန်းခင်ကပြောသွားဘူးလေမခင်ကြီးဟာအင်မတန်စိတ်သဘောထားမြင့်မြတ်တဲ့မိန်းမအေးနော်မခင်ကြီးဟာအင်မတန်စိတ်သဘောထားမြင့်မြတ်တဲ့မိန်းမနိုင်ငံတော်လုတ်ကြံမှုကြီးပြီးတော့လူတွေကဒေါခင်ကြီးကိုတွားပြီးမြောက်ပေးကြတယ်နော်မခင်ကြီးကိုတွားမြောက်ပေးတယ်မခင်ကြီးခမဦးစောကအင်မတန်ချမ်းသာတာဂလုံဦးစောကဝင်တာပီယာနာမှာခြံနေတိုက်တယ်လေအများကြီးပိုင်တယ်အိုးရတနာဆိုတော့ခမပြည်ထောင်းတဲ့တောင်ချိန်ရတာခမကနစ်နာကြေရလုံမှုတရားဆွဲရင်သေချာပေါက်ရတယ်ဗျာဒေါခင်ကြီးတရားဆွဲပါလို့တွားမြောက်ပေးကြတာမခင်ကြီးကဘာပြန်ပြောတယ်မှတ်တယ်လေမတန်းခင်နဲ့ကျမနဲ့ကမုတ်ဆိုးမှချင်းဘဝတူတွေပါရှင်မနက်ခင်နဲ့ကျမနဲ့မုတ်ဆိုးမှချင်းဘဝတူတွေပါမုတ်ဆိုးမှချင်းတူတော်ကျမကဂုံရှိပြီးကြံရစ်ခဲ့တဲ့မုတ်ဆိုးမှပါသူကဂုံမဲ့ပြီးကြံရစ်ခဲ့တဲ့မုတ်ဆိုးမှနာမည်ပြက်နဲ့ကြံရစ်ခဲ့တဲ့မုတ်ဆိုးမှမတန်းခင်ရှိရကျမတပြားတစ်ချက်မှမရချင်ပါဘူးရှင်လို့ဒေါခင်ကြီးကညင်းခဲ့တယ်လို့ဂလုံဦးစောရဲ့ဇနီးဒေါ်တန်းခင်ကိုယ်တိုင်ပြောသွားခဲ့အဲ့ဒါဒေါခင်ကြီးရဲ့စိတ်ဓာတ်ပါနော်ဒေါခင်ကြီးနဲ့ဘိုးကျော်ဆန်းနဲ့အကြောင်းပါပြီးတော့သားသမီး3ယောက်အဖတ်တင်ခဲ့တယ်ပေါ့နော်သားသမီး3ယောက်မွေးခဲ့တယ်ကျမတို့ကတခါတလေကြလို့ရှိရင်စာအုပ်တွေနော်စာအုပ်တွေဖတ်ရတယ်စာအုပ်ထဲမှာမပါတဲ့သူတို့အကြောင်းတရားတွေအခုနောက်ပိုင်းကျမှတချို့လူတွေကထုတ်ဖော်လာကြတာနော်အဲ့ဒီမှာဘိုးကျော်ဆန်းကသားသမီး3ယောက်မွေးပြီးတော့ဒီသားသမီးလေးတွေကိုသူကမနေ့6နာရီဆိုရင်စစ်ရုံးပေါ့နော်အဲ့တော့ဘိုးကျော်ဆန်းကစစ်ဦးစီးချုပ်ပေါ့နော်ဒီနေ့ပြောရရင်တော့ကာကွယ်ရေးဦးစီးချုပ်ပေါ့နော်အဲ့တော့ဒီမနေ့6နာရီဆိုရင်အိတ်ကြီးကိုဆွဲပြီးသူသွားတဲ့အချိန်သားသမီးလေး3ယောက်ကအိတ်နေတော့သူအလုပ်ပြန်တဲ့အချိန်10နာရီသူပြန်လာတော့သားသမီးတွေကအိတ်သွားကြအဲ့တော့ဒီသားသမီး3ယောက်နဲ့သူတွေ့ဖို့အချိန်ကိုဖခင်တယောက်ပြီးသူကဘယ်အချိန်မှတွေ့လို့ရမလဲဆိုတာကိုသူကစဉ်းစားပါတယ်အဲ့တော့နေ့လည်စာထမင်းစားပြန်ချင်းဒီသားသမီးလေးတွေတွေ့ရမယ့်အချိန်ဖြစ်တယ်လို့ကိုကျုပ်ကနေ့လည်စာထမင်းကိုတတ်နိုင်ဆုံးပြန်စားတယ်စေယုံကနေပြီးတော့အတတ်နိုင်ဆုံးနေ့လည်စာပြန်စားတယ်အဲ့လိုပြန်စားတော့မှကလေးတွေလည်းတွေ့ရတာနော်ကလေးတွေဆော့နာနော်ဖေဖေပြန်လာပြီးဘာညာပေါ့အဲ့ဒီမှာဘယ်တော့မဆိုဘိုးကျော်ဆန်းပြန်လာတယ်နောက်ကအများနဲ့လူ4-5ယောက်ပါလာသူ့ရဲ့
စစ်တပ်ထဲရဲဘော်တွေဖြစ်ချင်ဖြစ်မယ်ဒါမှမဟုတ်နိုင်ငံရေးမိတ်ဆွေတွေဖြစ်ချင်ဖြစ်အဲ့ဒီလိုပါလာတိုင်းဘိုးကျော်စံတကားဘောက်ကဝင်လာနဲ့ဘာစပြောလဲဆိုမခင်ကြီးဒီနေ့ဘာဟင်းချက်လဲဟာငါရဲဘော်တွေပါလာတာငါမိတ်ဆွေတွေပါလာတာထမင်းကျွေးအောင်မှာဟာခုပါခတ်ပါဟာတဲ့ကျမတို့ဘိုးချုပ်ကဘာမှမသိဘူးရှင်အဲ့ဒီတွေကိုထမင်းကျွေးအောင်မှာဆိုတော့ဒေါခင်ကြီးကမျက်နှာကပြုံးပြပြီးတော့ခေါင်းထဲကထမင်းပွဲကြီးပြင်ရဒေါခင်ကြီးကအဲ့ဒီခေတ်ကစစ်ဝင်ကြီးတယောက်ရဲ့ရတဲ့လစာနဲ့မိသားစု9ယောက်နော်မိသားစု9ယောက်လောက်မအောင်မနေ့ချိုးချံစားနေရတဲ့ကာလာကြီးပေါ့နော်အဲ့ဒီခေတ်ကဂျပန်ခေတ်ဆိုတော့စစ်ဝင်ကြီးတယောက်ရဲ့လစာဘယ်လောက်မလဲအခုခေတ်ဝင်ကြီးတွေနဲ့တွားပြီးတော့ရှင်းကြည့်လို့တော့ဘယ်ဖြစ်ပါမလဲရှင်နော်တနေ့ကိုတကြသုံးမဲ့ဆိုရင်တကြပြင်10ပြားပုံမသုံးဘူးအင်မတန်စိတ်ကန့်ကြီးတယ်ဒေါခင်ကြီးကဒီကနေ့သုံးမဲ့တကြအပြင်ဟိုဘက်ကငွေကိုချိပြီးမသုံးဘူးအဲ့တော့ပါလာတဲ့ဧည့်သည်တွေကိုကြည့်လိုက်တယ်သူချက်ထားတဲ့ထမင်းနဲ့ချင့်ချိန်တယ်နော်ဧည့်သည်တွေကိုခင်မွန်းတဲ့မျက်နှာမပြတ်အောင်ချက်ပြုတ်ကျွေးမွေးပြုစုတယ်ဒါပေမဲ့ရှင်ဒေါခင်ကြီးရဲ့သူ့ရဲ့မိသားစုကိုနော်ဥပဒေတစ်ခုထုတ်ထားပါတယ်တကယ်ကိုဥပဒေအဲ့ဒါဘာလဲဆိုရင်family stay back မိသားစုနောက်ဆုံးနေသားတို့သမီးတို့မြင်နေတော့ဒီကနေ့ဖေဧည့်သည်တွေပါလာအဲ့တော့ဧည့်သည်တွေပိုရင်စားရမယ်ဧည့်သည်တွေမပိုရင်တို့မိသားစုဒီကနေ့ထမင်းတနတ်လှရလိမ့်မယ်အဲ့ဒီလိုပြောတာကိုကလေးတွေကလည်းခံယူကြတဲ့ရှင်ရော့ဘီစကွတ်တစ်ချက်စီရော့ဂျေးသွားဆော့တယ်ဒီကနေ့တော့ဧည့်သည်တွေထမင်းကျွေးလိုက်ရတော့သွားပြီးမငုံနဲ့သွားပြီးကြီးမတတ်နဲ့အမေကထမင်းချက်ကျွေးမှာမဟုတ်ဘူးဘာဖြစ်လို့လဲဒီကနေ့ကသုံးရတာတစ်ချက်ပဲသုံးရလို့နော်အဲ့တော့ကလေးတွေကလည်းအဲ့ဒီ family stay back မိသားစုနောက်ဆုံးနေဆိုတဲ့ဥပဒေကိုသူတို့တစ်သက်လုံးလိုက်နာခဲ့ကြတဲ့ရှင်ဒါလေးကိုကျွန်မဖတ်ရတော့ကျွန်မအတွေ့ရဘာရောက်သွားလဲဆိုအော်ထမင်းတနတ်ရှော့စားခဲ့တယ်ဆိုတော့ဒီမိသားစုမှာအစ်စ်ပါလားနော်ဘာစကနေပြီးထမင်းတနတ်တောင်သူတွေကိုရှော့စားခိုင်းတာသူတို့ကြောင့်ဘိုက်ပေါက်ထွက်မှတစားတာနော်အဲ့တော့ဒီမိသားစုကတကယ်ကိုထမင်းတနတ်ရှော့စားခဲ့တဲ့မိသားစုပါလားနော်တကယ်ရှော့စားခဲ့ဒါတော့ဘိုးကျော်အောင်ဆန်းတို့လောက်ကြံခံရပြီးတော့ဒေါခင်ကြီးကနော်ဒေါခင်ကြီးရဲ့စိတ်တက်ကိုကျွန်မပြောချင်တယ်ဒီသားသမီး3ယောက်ကိုသူလုတ်ကင်ကျွေးတော့မယ်ဆိုပြီးသူ့ရဲ့သူနာပြုအလုပ်ကိုသွားပြီးပြန်လျှောက်တာရှင့်သူနာပြုအလုပ်ကိုသွားလျှောက်တဲ့အခါမှာဝင်းကြီးရှုပ်ဦးနုကကြားပြီးတော့ဟာတို့ရဲ့မြို့သားကောင်းဆောင်ကြီးရဲ့ဇနီးကတော့ကွာသူနာပြုအလုပ်နဲ့မတင်တော်ပါဘူးဆိုပြီးဒေါခင်ကြီးကိုနော်ဒေါခင်ကြီးကိုအခုကျမတို့အိန္ဒိယနိုင်ငံဆိုင်ရာတာအမတ်ကြီးယာဒူးကိုပေးလိုက်တာနော်ဒီကြားထဲမှာသူ့ကိုအမျိုးသမီးဥက္ကဋ္ဌအဖြစ်လည်းတာဝန်ပေးသေးတယ်ထားတော့ကျမတို့နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးတာအမတ်ကဒေါခင်ကြီးပေါ့နော်ဒေါခင်ကြီးအဲ့ဒီမှာတာအမတ်ဖြစ်တာဝန်ပေးလိုက်တာကိုတချို့ကဘိုးချုပ်နေဝင်းကပေးတယ်လို့အောက်မေ့တာရှက်မဟုတ်ဘူးဦးနုကပေးတာပါဘိုးချုပ်နေဝင်းဘာပေးသွားတယ်ဆိုတော့ကျမတို့တမိုင်းထဲမှာမဖတ်ဘူးနော်ကျမမဖတ်ဘူးတာပြောတာပါဖတ်ဘူးတဲ့လူရှိချင်ရှိမှာပေါ့နော်အဲ့တော့အဲ့ဒီမှာဒီသူဒီတာအမတ်ဖြစ်ပေါ့တာဝန်သွားထမ်းဆောင်တယ်နောက်ကျနေပေါ်နိုင်ငံနဲ့ပူရဲတာအမတ်ဖြစ်ဒေါခင်ကြီးကတာဝန်ထမ်းဆောင်ရတယ်နော်အဲ့လိုတာအမတ်ဖြစ်တာဝန်ထမ်းဆောင်ပြီးသူပင်စင်ရတော့ပြန်လာခဲ့နော်ပင်စင်ယူပြီး60ပင်စင်ပြည့်တော့ပြန်လာခဲ့အဲ့ဒီမှာဒေါခင်ကြီးရဲ့ညင်းခဲ့တယ်ရှင်သူ့ရဲ့ပင်စင်လစာကိုညင်းခဲ့တယ်ဒေါခင်ကြီးညင်းခဲ့တာနော်သူ့ရဲ့သူနာပြုပင်စင်လစာညင်းခဲ့တယ်တတ်မကြီးလစာကိုသူညင်းခဲ့တယ်အမျိုးသမီးဥက္ကဋ္ဌနော်ပင်စင်လစာသူညင်းခဲ့တယ်ဘာဖြစ်လို့လဲတိုင်းပြည်ဆင်းရဲနေတဲ့အချိန်ခါမှာကျမအလုံးမလုပ်ဖ ೇನೆ တိုင်းပြည်ပတ်စံအလကားမလိုချင်ဘူးတိုင်းပြည်ဆင်းရဲနေတဲ့အချိန်ခါမှာတိုင်းပြည်ပတ်စံအလကားမလိုချင်ဘူးဆိုတဲ့သူကတော့ကျမတို့ဒေါခင်ကြီးတယောက်ကြားဘူးသေးတာပဲနော်ဟိုဘာဖြစ်လို့လဲဆိုတော့လေဟိုကျမတို့ကတိုင်းပြည်ပတ်စံလားဟိုသူတို့ကပြောတယ်လေသူတို့ကိုယ်ပိုင်ပတ်စံလူတို့ကမေတ္တာရှိလို့ပေးထားတယ်ပြောတာပဲထွက်လာတာတိမ်မောင်းတောင်းချီလို့နော်တိမ်မောင်းတိမ်ချီပြီးတော့လူကျမတို့လူတို့ကသူတို့ချစ်တယ်လားမသိဘူးနော်အဲ့လိုတွေထွက်လာတာတွေဖတ်ရတယ်ပေါ့နော်ဟိုစားတဲ့ဖတ်ရတယ်ပြောတာပါကျမလည်းမသိဘူးအောင်နော်အဲ့တော့ထားပါတော့အဲ့ဒီလိုညင်းခဲ့တယ်ဒေါခင်ကြီးခံစားသွားတာတခုပဲရှိတိုင်းပြည်ကိုဒေါခင်ကြီးသုံးသွားတာကျမဘာလဲဆိုလို့ရှိရင်ဘိုးချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်များကိုနော်ဂယုဏကြီးနော်အမှန်တော့ရော့ကြီးပေါ့နော်
အသက်သေးဆုံးရတဲ့အတွက်အသက်လျော်ကြီးအဖြစ်နဲ့အဲ့ဒီခေတ်ကပတ်ချံငွေ1000စီပေးပါတယ်အဲ့ဒီငွေ1000ကိုဒေါခင်ကြီးကလက်ခံမှာခင်ပွန်းတဲ့ရဲ့စက်ရိတ်ကိုတစ်သက်လုံးခိုဝင်သွားခဲ့တယ်သူကသူ့ရဲ့လောက်အားကတွေဘာမှမရှိဘူးနော်ပင်စင်လက်စာတွေပါညှင်းပြီးဘိုးချောင်းဆန်အတွက်ပေးတဲ့အဲ့ဒီဂယုဏဂျေးကိုငွေ1000ကိုတော့သူလက်ခံပြီးသုံးဆွဲခဲ့အဲ့ဒီလိုဒေါခင်ကြီးကဂလုံးဦးစောရဲ့ဟိုနော်ဂလုံးဆောင်မိသားစုကိုသွားပြီးတော့တရားဆွဲပြီးတောင်းနင့်နာကြီးတောင်းလို့လူတွေကလာမြောက်ပြီးတော့ဒေါခင်ကြီးကမယူခဲ့ဘူးမလုပ်ချင်ဘူးတဲ့ကျမကဒေါတန်းခင်ကိုယ်တိုင်ကဥစောကနော်ကျမတို့စာရီထဲမှာဖတ်ဖူးတာဂလုံးဥစောကသူဝစ်စင်ထားတဲ့လက်ဝက်လက်စားတွေကိုထောင်ထဲမှာနော်ဒေါတန်းခင်ကမှာအဲ့လက်ဝက်လက်စားတွေကိုတဲ့ရောင်းချပြီးအာဇာနည်ကြီးတွေရဲ့မိသားစုတွေကိုအညီအမျှခွဲဝေပေးလိုက်ပါဆိုတော့ဒေါတန်းခင်ကအပေးလွတ်တယ်လို့ကြားတယ်နော်ဒါပေမဲ့ဒေါခင်ကြီးကပြန်ပေးလိုက်တခြားသူတွေယူမကြီးတော့မသိဘူးနော်ဒေါခင်ကြီးကပြန်ပေးလိုက်တယ်ကျမပြောပြီးမတ်တန်းခင်ရှစ်စီကကျမဘာမှမယူဘူးဘာမှကိုမယူခဲ့ဘူးပေါ့ဒါတော့ကျမခုနပြောတဲ့သတင်းတောင်မှလေးငိမ့်ငိမ့်နိုင်ကအဲ့ဒီအင်တာဗျူးသွားပြီမှာကျမတို့တိုင်းပြည်လို့ရဲ့နှလုံးသားမှာကျမတို့ခံစားခဲ့ရတယ်ဘာလဲဆိုတော့ဒီဒေါ်မွန်မွန်ရင်ရဲ့မင်္ဂလာဆောင်မှာမင်္ဂလာအခါပေးပုဂ္ဂိုလ်ကမင်္ဂလာဗိတ်သိက်ပန်းအဖြစ်နဲ့မင်္ဂလာငွေပလားကြီးထဲမှာလီလီပန်းအဖြူတွေထိုးရမယ်လီလီပန်းအဖြူတွေထိုးရမယ်လို့မင်္ဂလာအခါပေးလိုက်တဲ့အခါအဲ့ဒီမင်္ဂလာဆောင်ရဲ့နီးလာတော့ထူးထူးဆန်းဆန်းလီလီပန်းအဖြူတွေကဘဲမှရှာမတွေ့ဘူးခါတိုင်းဘိုးချုပ်ဈေးထဲမှာနော်ပန်းတယ်တွေထဲမှာဖွေးဖွေးလွတ်လို့မြင်ရတဲ့လီလီပန်းအဖြူတွေကအဲ့ဒီမင်္ဂလာရဲ့ရောက်မှာဘဲပြောက်ကုန်မှမသိမေးတော့ပန်းနေတုံးသွားပြီဟာအဲ့ဒါဆိုခြံတွေကိုလိုက်မယ်ကားတစ်စီးနဲ့သူတို့သားလောင်းနဲ့သူတို့သမီးလောင်းလိုက်ရှာတယ်ရန်ကုန်မြို့ကပန်းချံနေမှာဘယ်ပန်းချံမှလီလီပန်းမပွင့်တော့ထူးဆန်းလိုက်တာနော်ဒါနဲ့မော်လမြိုင်ဘက်နော်ဟိုဘက်ကထိုင်းဘက်မှာရှိမလားမြဝတီဘက်ကိုသွားတယ်လီလီပန်းရှိတော့အဲ့တော့ဘလုံးစောရဲ့ဇနီးဒေါ်တန်းခင်အင်မတန်စိတ်ကြီးတာငါမီးရဲ့မင်္ဂလာဆောင်မှာမင်္ဂလာအခါပေးထားတဲ့လီလီပန်းမှာမထိုးရလို့ရှိရင်အဲ့ဒီမင်္ဂလာပွဲကိုရက်ရွှေ့လိုက်ရင်လီလီပန်းပေါ်မှာညီလို့မင်္ဂလာဆောင်ရမယ်လို့တစ်ချက်လို့မိတ်ချလိုက်ကျမဘာတတ်နိုင်မှာလဲတဲ့နော်ဒေါ်မမွန်ရဲ့ဖြေထားတယ်ကျမဘာတတ်နိုင်မှာလဲရှင်လီလီပန်းနေရှာလို့မရတဲ့အဆုံးတော့ကျမမင်္ဂလာပွဲကြီးကိုရက်ရွှေ့ရဖို့ဖြစ်လာခဲ့တယ်ကျမစိတ်ညစ်ညစ်နဲ့ခြံထဲမှာထိုင်းနေတော့တရက်တော့ကားတစ်စီးသူ့ခြံထဲကိုဝင်လာကျမတငယ်ချင်းလေးအမလီကျမထိုင်းနေတဲ့အဲ့ဒီနော်ဒန်းလေးနားလေးကိုလာပြီးတော့ကားကြီးကိုရပ်ပြီးတော့ခုန်ဆင်းပြေးလာမွန်မွန်ရေမွန်မွန်ရန်ကုန်မြို့ကခြံကြီးတစ်ခြံထဲမှာလီလီပန်းအဖြူတွေတွေ့ပွင့်နေတာငါကိုယ်တိုင်တွေ့ရတယ်။အိုးကျမဝင်းတာသွားတယ်ဘယ်သူခြံလဲဘယ်သူခြံလဲဘယ်နှမ်းမှာလဲဝင်းတာအားရနဲ့မေးတော့သူကခဏတော့ဆိုင်းသွားသေးတယ်ပြီးတော့မှတက်ကတူရိတ်တာလမ်းကဒေါခင်ကြီးခြံထဲမှာကျမကဘယ်လိုမျက်နှာနဲ့သွားပြီးဝေးရမှာလဲရှင်သူကဘိုးကျော်ဆိုင်ရဲ့ဇနီးဒေါခင်ကြီးလေးကျမကဂလုံးဦးစောရဲ့မိမွန်မွန်ရင်ရှင်ကျမဘယ်လိုမျက်နှာနဲ့သွားဝေးရမှာလဲကျမတကယ်ချင်းပြန်သွားတဲ့ထိကျမစဉ်းစားနေခဲ့တယ်နောက်တော့ကျမဆုံးဖြတ်လိုက်အိုးဘာပဲဖြစ်ဖြစ်ငါစွန့်စားမှုတစ်ခုကိုငါလုပ်မယ်ငါသွားပြီးဝယ်မယ်မေမေကြီးဒေါခင်ကြီးကငေါ့ငန်းလှုပ်လိုက်တော့လေဘာဖြစ်လဲငါခံမှာပေါ့အဲ့လိုမှမဟုတ်လို့လီလီပန်းနေရောင်းလိုက်တော့လေငါမင်္ဂလာပွဲကြီးမဖြတ်ရတော့ဘူးပေါ့ကျမလေးအိမ်ကသူတွေကိုဘယ်သူမှမပြောဘဲနဲ့အိမ်ကကားကိုတိတ်တိတ်မောင်းပြီးတော့တက်ကတူရိတ်တာလမ်းဘက်ကိုထွက်လာခဲ့ခြံဆောင်ကြီးရဲ့တကားဖွင့်ပေးတယ်လီလီပန်းအဖြူတွေရှိလားကျမဝယ်ခြင်းလို့ပါရှင်ရှိပါတယ်ခြံတကားဖွင့်ပေးပြီးတော့ဂလုံးဦးစောမိကဒေါခင်ကြီးခြံထဲကိုဝင်သွားခဲ့အဲ့ဒီအချိန်ကမှဒေါခင်ကြီးကဝရန်ဒါမှာလမ်းလျှောက်နေတာနော်ရှေ့ကိုထွက်နေတဲ့ဝရန်ဒါလေးအားလုံးသိပါအဲ့ဒီဝရန်ဒါလေးပေါ်မှာ तू ကလမ်းလျှောက်ခြံဆောင်ကြီးကဒေါခင်ကြီးကိုတော့လှမ်းတောင်းတယ်ပန်းချံဘက်ကိုကူးတဲ့တော့ဒေါခင်ကြီးကမေးတယ်ဘယ်သူမင်္ဂလာဆောင်လဲခြံဆောင်ကြီးရဲ့ခြံဆောင်ကြီးပြန်ဖြေတယ်ဂလုံးဦးစောနဲ့ဒေါ်တန်းခင်တို့ရဲ့မိမင်္ဂလာဆောင်မှာဒေါခင်ကြီးကတစ်ချက်တွေ့သွားခဲ့တယ်နော်တွေ့သွားခဲ့တယ်တမိုင်းတွေကနော်တမိုင်းတွေကတမိုင်းအကြီးတန်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်ကသူ့ခြံထဲကိုလာပြီးတော့ပန်းဝယ်ခြင်းလို့ဆိုတော့သူတွေ့သွားတယ်အဲ့ဒီအချိန်ခါမှာဒေါခင်ကြီးကသူ့ဘဝကိုတကိုယ်ဒီထိကြံစွာဖြတ်ပန်းနေရတဲ့အချိန်ဖြစ်ပါတယ်အလုံးသိတဲ့အတိုင်းသားတွေသမီးတွေကနိုင်ငံရခြားကိုရောက်နေတဲ့အချိန်ခါမှာဒေါခင်ကြီးကအဲ့ဒီကတူရိတ်တာလမ်းကြီးထဲမှာတကိုယ်တည်းအထီးကြံစွာဖြတ်တန်းခဲ့တယ်အဲ့ဒီအချိန်ခါမှာကျမတို့တိုင်းပြည်ကမသိတာရှိတယ်ဘာလဲဆိုတော့ဒေါခင်ကြီးကသူ့တဝင်းတစ်ခါအတွက်သူ့ရဲ့မိဖို့ကြောင့်ဈေးအတွက်
အဲ့ဒီတက္ကသိုလ်ရိတ်တာလမ်းထဲမှာပန်းဆိုင်ပြီးစားခဲ့ရပန်းဆိုင်ပြီးရလို့ပန်းရောင်းရတဲ့ငွေလေးတွေနဲ့ဆန်းဝဲတဲ့စီဝဲတဲ့ဒေါခင်ကြီးကသူ့ဘဝကိုဒီလိုပဲရပ်တည်ခဲ့နော်အဲ့ဒီဒေါခင်ကြီးစိုက်တဲ့ပန်းက2မျိုးပဲရှိတယ်တစ်မျိုးကနှင်းစီပန်းဖြစ်ပြီးတော့တစ်မျိုးကမင်္ဂလာဘိသိက်ပန်းဖြစ်ပါတယ်ဒါကြောင့်လီလီပန်းကမင်္ဂလာဘိသိက်ပန်းအဖြစ်စိုက်ပျိုးတာနော်အဲ့ဒီချိန်ခါမှာဂလုံဦးစောရဲ့မိမဟုတ်ပဲတခြားလူဘသူပဲလာဝယ်ဒေါခင်ကြီးဆိုတဲ့ဈေးကိုပေးဝယ်ရမှာပါပဲဘာဖြစ်လို့လဲတနိုင်ငံလုံးလီလီပန်းမရှိဘူးလေနော်ဒါပေမဲ့ဒေါခင်ကြီးကအော်ဂလုံဦးစောမိကငါခြံထဲကိုလာပြီးလီလီပန်းတွေဝဲနေပါလားဆိုသူဒီလိုမဖြစ်ပါဘူးသူတွေ့သွားခဲ့တဲ့နော်အချက်ကဘာလဲဆိုရင်အော်မတန်းခင်တော့မီးတွေပါတွေမင်္ဂလာဆောင်းနေမှာကိုအခုပုံတိုင်းဆိုရင်ဖြင့်သူကတောင်းကျမထက်တန်ကောင်းနေသေးတော့တယ်နော်မိတွေသားတွေတိုက်တိုက်ဝင်းနဲ့မတန်းခင်ပြောနေရှာမှာပဲသူကတကူတဲ့အထီးကျန်စွာနေရတဲ့အချိန်ကိုဝင်းစာတောင်ခြံထဲမှာပန်းလေးစိုက်ပြီးစားနေရတဲ့အချိန်ကျမတို့တိုင်းပြည်ကမသိခဲ့ဘူးဒေါခင်ကြီးတိုင်းပြည်ကိုဘာမှမပူစားခဲ့ဘူးကျမတို့နော်သူကသူနေတာကျမတို့မေ့တောင်နေတယ်စဉ်းစားကြည့်ပါကျမနဲ့အသက်အရွယ်တန်းတူတွေဆိုလို့ရှိရင်သိပါကျမတို့ဒေါခင်ကြီးရှိသေးတယ်ဒေါဆန်းစုရှိတယ်ကျမတို့မသိခဲ့ကြဘူးထားတော့ချမ်းဆောင်ကြီးကိုဒေါခင်ကြီးကတော်ရဲပြစ်ချပေးလိုက်ချမ်းဆောင်ကြီးအဲ့ဒီလီလီပါအဖြူတွေကိုသူတို့အလိုရှိတဲ့လောက်ဖြတ်သွားပါစေပတ်စံမယူလိုက်နဲ့နော်ကျမကလက်ဖွဲ့လိုက်တယ်လို့ပြောလိုက်ပါရှင်အဲ့ဒီလိုစိတ်ဓာတ်တွေလေအဲ့ဒီလိုနှလုံးသားတွေလေကျမတို့ရဲ့အမေစုမှာရှိတယ်ရှင်ဒေါမမွင်ရင်ကိုငိမ့်ငိမ့်နိုင်ရဆက်ပြီးမေးပါလေဒေါဆန်းစုကြည်ကိုသွားပြီးမတွေ့ဘူးလားဒေါမမွင်ရဲ့ပြပြတဲ့လဲနဲ့အိုးကျမကဘယ်လိုလုပ်ပြီးသွားတွေ့မှာလဲဒေါဆန်းစုကြည်ဆိုတာနော်ကဘာကျော်ပုဂ္ဂိုလ်တိုင်းပြည်ကအင်မတန်ချစ်တဲ့ပုဂ္ဂိုလ်ပြီးတော့သူကတိုင်းပြည်ရဲ့အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းသမီးကျမကဂလုံဦးစောရဲ့မိလေကျမတို့ဂလုံဦးစောမိတွေဖြစ်တဲ့ကျမတို့ဟာငငယ်လေးကနေကျမတို့လူတော်မတိုးခဲ့ဘူးကျောင်းမှာနေတယ်ဆိုလို့ရှိရင်အတန်းထဲမှာအပေါက်ကနေလာကြည့်ကြတယ်အဲ့ဒါဘောကွာဂလုံဦးစောမိဆိုတာကျမတို့မှာအမြဲတမ်းခေါင်းငုံပြီးနေခဲ့ရတယ်အာဇာနီနေ့မြရောက်ခံနီးပြီဆိုလို့ရှိရင်ကျမတို့ကျောင်းမသွားတော့ဘူးဘာဖြစ်လို့လဲကျမတို့အများရဲ့အကြည့်တွေကိုကျမတို့မခံနိုင်လို့ကလေးတဘာဝရံဖြစ်ကြပြီဆိုလို့ရှိရင်ကျမတို့အမြဲတမ်းအရှုံးပေးရပါတယ်နော်အရှုံးပေးရပါတယ်ဘာဖြစ်လို့လဲကျမတို့အရှုံးပေးလိုက်မှအေးတာရှက်အရှုံးမပေးလိုက်ရင်နင်းတို့ကလုံးဦးစောမီးတွေကျမတို့ဒီလိုပြောခံရတယ်နော်အရှုံးပေးလိုက်ရတယ်